online school for Christian minister ရဲ့တတိယပတ်ပေါ့နော်ဒီနေ့ homiletic တင်ယူဖို့ရန်အတွက်တတိယပတ်မှာဒီနေ့တက်လာတဲ့ဆရာဆရာမတွေအားလုံးကိုယေရှုနာမနဲ့နောက်ကွန်ဆက်ပါတယ်ဒီညမှာစင်ကာပူကနဲ့အလုပ်တွေများကြီးတဲ့ကနဲ့အချိန်ပေးထားလာတဲ့ Reverend Dr. ချူကိုလည်းကျေးဇူးတင်ပါတယ်မှုတော်ဆောင်တဲ့နေရာတိုင်းမှာဖျားတင်ကောင်းကြည့်ပေးပါစေဒီညကျွန်တော်တို့တင်ယူရမယ့်ဘာသာချက်နဲ့ပတ်သက်ပြီးတော့သူကမိတ်ဆက်ချင်းတော်လကောင်းတင်ပြချင်အပြင်တော်လကောင်းဆာရဲ့လူအပ်တဲ့ကိုတင်ခန်းစာကိုမှာဖြစ်ပါတယ်အဲ့ဒါကြောင့်ပထမဆုံးဆူတောင်းဆက်ကပူရန်ဆရာဂျွန်လန်ကိုအဆဆူတောင်းပူရန်ယေရှုနာမတော်နဲ့ခေါ်ပါတယ်ဆရာဂျွန်လန်ဆဆူတောင်းပေးပါโอเคဆိုတောင်းကြပါစို့မောမေယူဘာအာယူဘာနဲ့ရခတိုင်းကိုပန်တာလေအုပ်စုမတော်နာတကိုရှင်ထားပါမည်စပခေအိုကျေစုပြုခြင်းကိူနာရိုဒီဒါသမီးအရောက်ရှင်စီတဲ့အတွက်လုံလောက်ပါ၏ဒီကနေ့ကိုကျေစုပြုခြင်းအဖြစ်ညမလေးကိုတမယာကိုအလိုရှိတဲ့တိုင်းဒီကန်းစာမြောက်ကိုပြန်လေးတင်ရမယ့်အချိန်နဲ့ပြင်ဆင်ပြီးကြောင်းနာမကိုရှင်းမနေဒီကန်းစာမြောက်ကိုတင်ယူချနာတဲ့အစအချိန်နဲ့စလေဆုံးထိတိုင်ကိုတူပါရှိလို့လည်းတန်ရှင်လို့ဝင်လို့ပန်ပြပေါ်ဆောင်ပါဒီမာစာပေတနာရုံပါဤတရောတင်ကြရမယ့်ဓမ္မကျမ်းစာလက်နဲ့ပါတယ်နည်းနည်းအုံနောက်ညာပြဖြစ်မမြင်နိုင်ပါဘူးမသိနိုင်ပါဘူးနားမလည်နိုင်ပါဘူးကိုတန်ရှင်လို့ဝင်လို့ဖြစ်ဒီလည်းမာစာပေတနာရုံပါတရောအုံနောက်ညာပြန်မြောက်ကိုဖွင့်ဟပေးတဲ့ကျေးဇူးပြုတော်မူတဲ့အကြောင်းချိန်တိုင်းအမှုရလုံးစုံကိုလက်ဝနဲ့အနန္တခမတဘာတဲ့တို့ကတိမန်ရှင်ယေရှုခရစ်မဟာနာမတော်မြတ်အမိပြုလဲဆုတောင်းစပူကြပါထားပါမြတ်စွာဘုရားခင်အာမင်ဆုတောင်းပေးတဲ့ဆရာဂျွန်လန်ကိုလည်းကျေးဇူးတင်တယ်ဒါဆိုရင်ကျွန်တော်တို့သင်ခန်းစာဘက်ကိုတွေ့ရအောင်ဆရာကြီးကူပဲအချိန်ပေးပြီးတော့ဆရာကြီးရဲ့အချိန်ယူခြင်းဖြစ်ပါတယ်ဆရာကြီးဟိုမှာနားချိန်ကျွလဲနားလို့ရတယ်နော်ဆရာကြီးတဲ့လို့တင်ရတော့အချိန်အားလုံးကိုဆရာကြီးလက်တော်မှာအနံ့ခဲ့ပါတယ်ယေရှုနာမတော်အပြည့်တို့ကိုဖိတ်ကြတယ်အလုံးလက်ခောက်ကြည့်ရအောင်ဆရာကြီးကိုကြိုဆိုတဲ့သဘောနဲ့ဟုတ်ပြီကျေးဇူးတင်ပါတယ်ဦးဆောင်ကြတဲ့ဆရာဆရာမတွေနဲ့ faculty တွေပေါ့ပြီးတော့မှဒါတတိယအတုပ် online School of Christian Ministers တက်ရောက်လာကြတဲ့လုတ်ဖော်ဆောင်ဖက်ဒီမိဘညီကိုမောင်နှမတွေကျောင်းသူကျောင်းသားဆိုတာ we all are Bible students Word of God ဘုရားသခင်ရဲ့နှုတ်ကပတ်တော်သင်ယူတဲ့သူအလုံးဖြစ်ပါတယ်ဒါကြောင့်သခင်ယေရှုခရစ်တော်ဘုရားရဲ့နာမတော်မြတ်၌မင်္ဂလာပါလို့နှုတ်ခွန်းဆက်တယ်လို့ပဲကျေးဇူးလည်းတင်ပါတယ်အခုလိုဆက်ကပ်ပြီးတော့နှုတ်ကပတ်တော်ကျမ်းစာများကိုမိမိတို့ရဲ့ဘဝအသက်တာမှာနားလေပိုင်းခြားပြီးတော့ခံယူလိုက်လျှောက်ပြီးတော့ပြန်လေဝေမျှဟောပြောသင်ပေးဖို့ဖြစ်တော့ကိုယ်တိုင်ခံယူသည့်အတိုင်းတဲ့တမန်တော်ကြီးရှင်ဘောလူကခဏပြောတယ်ကိုယ်တိုင်ခံယူသည့်အတိုင်းတဲ့သူများပြောတာမဟုတ်ဘူးဟဲ့ကြားဘူးတာမဟုတ်ဘူးဟဲ့ကိုယ်တိုင်မြင်တာကိုယ်တိုင်ကြားတာကိုယ်တိုင်လှုပ်ဆောင်တာကိုယ်တိုင်လေ့ကျင့်တာကိုယ်တိုင်တွေ့ကြုံတာကိုယ်တိုင်ကိုဘုရားသခင်ရဲ့ဝိညာဉ်တော်ကတွင်တင်နာတွေကအင်မတန်မှအရေးကြီးတယ်လို့ရှေးဥစွာနှုတ်ခွန်းဆက်ရင်းနဲ့ပြောလိုပါတယ်ဆရာရဲ့စာတိကတော့မင်းတက်ကဖြစ်ပါတယ်အမှုတော်ထဲမှာရောက်ရှိလာရတာလဲဘုရားသခင်ကြီးစုတော်တက်ပါပဲဆရာကတော့အရင်ဗုဒ္ဓဘာသာပါပဲကြီးပြင်းလာတာပေါ့နော်နတ်ကိုကွယ်တာကတော့ကျွန်တော်တို့ဘိုးဘေးပေပင်ကနေပြီးတော့ရွာကလေးကကိုးကွယ်တာပေါ့နတ်ဆရာဖြစ်ဖို့ပါပဲပူစော်ဆက်ကပ်ပြီးသားပေါ့တို့သက်သေခါရမယ်ဆိုရင်နတ်ဆရာအမျိုးဟိုစော်ဘွားအမျိုးပေါ့လေးတွေများတွေတနတ်တွေတင်ပြီးတော့ခေါင်းပေါ်မှာတင်ပြီးတော့ကြက်တွေတက်ပြီးအသွေးတွေပါတခါလေးဖြန်းပြီးတော့ဆက်ကပ်ပြီးသားဘုရားသခင်ကရွေးကောက်ပြီးတော့တနာတော်မူတဲ့အတွက်ကြောင့်ကျွန်တော်ရှစ်တန်းအောင်တဲ့နှစ်မှာခရစ်တော်ကိုယုံကြည်လက်ခံလာခဲ့တာဖြစ်ပါတယ်ပြီးတော့မှလည်းပဲဘုရားသခင်ကြီးဆိုတော့ကြောင်းအလေတန်းလဲကျွန်တော်တို့မင်းတက်အထက်တန်းကြောင်းအထက်ကတစ်အရင်ကတော့အထက်ကတစ်ခုပဲရှိတာပေါ့အဲ့ဒီကနေအထက်ကနေပြီးတော့အလေတန်းကြောင်းလဲပြီးတယ်ရန်ကုန်မှာ9တန်းကနေစတက်တာပေါ့
แต่ก็ดูปีได้တိုင်အောင်ပေါ့ဆိုတော့ခရစ်တော်ကိုမင်းတပ်မြို့မှာယုံကြည်လက်ခံသွားတာမင်းတပ်မြို့အေမာနွေလနှစ်ချင်းသင်းတော်လို့ခေါ်တယ်အရေး ABM လို့ခေါ်တယ် American Baptist Church အဲ့ဒီမှာပဲနှစ်ချင်းမင်္ဂလာလဲခံယူခဲ့ပါတယ်တနည်းလုံးကျမ်းစာအုပ်မရှိဘူးဟဲ့ဖះကြောင်းသွားပြီးတော့တရားနားထောင်တာပြောတယ်ဆုတောင်းစီဝေးသွားတာပြောတယ်တချင်းဆိုတာလဲကိုယ့်အကိုပန်းတွေကစိမ့်ပဲရတာခရိယန်ရဲ့တချင်းမရဘူးလေဒါပေမဲ့လိုက်ဆိုရတာလဲအင်မနာမှခွန်အားဖြစ်တယ်ပြီးတော့မှဆရာကိုရန်စေတန်းကလေးကျွန်တော်အခန်းဖော်ကြီးကျွန်တော်ဘေးနားမှာအရှိအနောက်မှာထိုင်တဲ့ကျောင်းသူကျောင်းသားတငယ်ချင်းတွေအားလုံးကိုအေဝံဂေလိဟောတာလမ်းပေါ်မှာဟောလိုက်ပတ်စကားပေါ်မှာဟောလိုက်ဈေးထဲမှာဈေးသွားရင်းနဲ့ဟောလိုက်ဈေးဝယ်တဲ့အခါလည်းပဲအာလူဝယ်ပြီးဆိုချိန်တွေတုန်းမှာဟောပြောပြီချိန်နဲ့တော်ကြီးကလည်းသဘောကျပြီးတော့အာလူကနှလုံးလောက်ပို့တော်ရသေးတယ်အာမင်အလေးချိန်မကြည့်အားတော့သဘောတရားပြန်တတိရတယ်ဗျာဒီနေ့တိုင်အောင်ပဲဘေးနာကတက္ကစီစီးရင်လည်းဟောနေတာပဲဒီမှာလည်းပဲအာမင်လေရင်စီးရင်လည်းဟောနေတာပဲဆိုတော့ဒီနေ့ကျွန်တော်ဟောတာကဖះเจ้าထဲမှာမဟုတ်ဘူးရောက်တဲ့ရက်မှာကိုယ့်ရဲ့ဘေးနာမှာဖះသခင်ကပို့တဲ့လူအခြေအနေကိုလည်းကြည့်ရသေးတာပေါ့အခြေအနေလေအဲ့ဒါလေးတွေလည်းဝိညာဉ်တော်ကတွင်တင်သွားပါလိမ့်မယ်လို့တောင်းမလို့ဆရာဘဝတက်တာပြောင်းလဲတဲ့အခါကိုရန်10တန်းမှာဟောပြောတက်တည်ခံခဲ့တာတက်ကတူရောက်သွားတဲ့အခါကိုရန်10တန်းကဆရာဆရာမတွေကပြောင်းလဲနေတာတွေ့ရတယ်ဟာမြို့နယ်ကျောင်းကြီးဖြစ်နေပြီဟာပြောင်းလဲနေပြီဟေ့ပြန်တွေ့ရတော့သူတို့ရဲ့တက်တည်ခံချက်တွေပြန်ကြသူတို့ဖိတ်ခေါ်တာပြန်သွားရတက်ကတူကျောင်းမှာ4နှစ်ရန်ကုန်တက်ကတူပေါ့တက်တဲ့အချိန်မှာလည်းပဲဟောပြောတက်တည်ခံရတယ်ဌာနတိုင်းမှာ philosophy department မှာ history department မှာ medical college မှာ as general city senate တို့လုတာ college ရှိတယ်များ college ဒီပမာတပီလုံးမှာရှိတာအဲ့တော့တက်ကတူ3ခုပဲရှိတယ်မန္တလေးတက်ကတူမော်လမြိုင်တက်ကတူရန်ကုန်တက်ကတူဒါပဲရှိတယ်များဆရာအတက်သင်ကျောင်းရှိတယ်များလှဲ့ဟောအရင်တော့ University Christian Fellowship လို့ခေါ်တယ် UCF တာဝန်ခံလဲပေးရောတခါတည်းရှိသမျှ college တွေအကုန်လုံးဟောဘုရားသခင်ကကျဲတဲ့နှုတ်ကပတ်တော်ဧဝံဂေလိမျိုးစေ့ကိုအပင်ပေါက်စီလို့ပုတ်တိုင်မှုတွေစန့်ကျင်မှုတွေတော့အများကြီးပဲရှုံချမှုတွေဝေစာတွေဝေတဲ့ခါကျတော့လဲလက်ခံပြီးတဲ့ခါကျတော့စတွေးနဲ့ထွေးပြီးတော့လုံးပြီးတော့မျက်နာအပေါက်လက်ခံသေးတယ်နော်အမျိုးမျိုးပေါ့ကားစီးပြီးဆိုလို့ရှိရင်လဲဟောဝေစာလဲဝေဆိုလိုတာကတော့ကျွန်တော်တို့အထဲမှာခရစ်တော်ကသူ့ဝိညာဉ်တော်အဖြစ်ကင်းအောင်လာပြီဆိုရင်ဖယားသခင်ကလောကီသားအပေါင်းတို့ကိုချစ်တော်မူ၏ဆိုတော့ကဲပြီးရောပေါ့လောကီသားအပေါင်းဆိုလူမျိုးမရွေးဘာသာမရွေးလောကီသားတို့ကိုချစ်တော်မူတဲ့အကြောင်းနဲ့ချစ်တဲ့အတွက်ကြောင့်အပင်ငရဲကြရာမှာကဲတင်ပြီးတော့ရွေးနှုတ်တော်မူတဲ့ဆိုတဲ့တည်င်းကောင်းကိုပါရတာဆရာရဲ့ခန္ဓာစိတ်ဝိညာဉ်၃ပါးစလုံးမှာအဲ့ဒါကဆရာဒီနေ့တိုင်အောင်ဖယ်လို့မရအမြဲတမ်းနှိုးဆော်ခြင်းခံရတယ်အဲ့ဒါအမြဲတမ်းကျွန်တော်အတွက်တွန်းအားပဲကျွန်တော်အတွက်တစ်ချိန်တည်းမှာခွန်အားပဲဖြစ်နေတာဘုရားသခင်ရဲ့ကျေးဇူးတော်တက်ကြောင့်ခရစ်တော်ကိုယုံကြည်လက်ခံပြောင်းလဲလာရတာမလွယ်ဘူးခရိယန်ဒီကိုမုန်းတဲ့ကြားတဲ့ကနေပြောင်းလဲလာတာမကသေးဘူးအမှုတော်ဆောင်တက်ကတူကျောင်းပြီးတဲ့ကတက်ကတူမှာဆရာလုပ်ဖို့အခွင့်ရတယ်ဆရာလုပ်လို့ရှိရင်တော့ကျောင်းမှာ9ရက်သင်ဆို2ရက်ပဲဟောရတော့မှာဆိုတော့ဆရာဆူတောင်းပြီးတော့9ရက်တိုင်ဟောခြင်းနေဆိုပြီးတော့တက်ကတူမှာကျူတယ်ရတဲ့အလုပ်လည်းမလုပ်တော့9ရက်တိုင်ဆင်းရဲခြင်းဒုက္ခတော့အမျိုးမျိုးပေါ့ဗျာကြားဖူးကြမှာပဲကျွန်တော်တို့မြန်မာ Young Crusaders ဆိုတာ MYC လို့ခေါ်တယ်ရန်ကုန်အင်းစိန်တမိုင်းမှာရှိတယ်လीနော်အခုကတော့ကျွန်တော်တို့လူငယ်ခေါင်းဆောင်ကြီးချစ်စမ်းမောင်လို့ပေါ့နော်အရင်စောပွေမှုလို့ပေါ့သူတို့ထိန်းလာခဲ့ရတာသူတို့နှုတ်ကပတ်တော်တင်ကြားလာခဲ့တာမူရီစေဝါသမားရဲ့တေအုပ်ဆရာလောက်လာခဲ့တာပေါ့22နှစ်တောင်မှနော်
အသင်းတော်လည်း48ပါးလောက်ကျော်ဆရာကိုယ်တိုင်စိတ်ပြိုးလာခဲ့တာဖြစ်တယ်အခုကတော့အပါ100ကျော်လောက်ပါပြီ အာမင် ဆိုတော့ဘုရားသခင်ရဲ့ကြီးစုတော်ကိုချီးမွမ်းတာပါတက်သေးခန္ဓာကဘုရားသခင်ရဲ့ကြီးမြတ်ခြင်းဘုရားသခင်ရဲ့ကောင်းမြတ်ခြင်းဘုရားသခင်ရဲ့ဂရုဏာတော်တွေကိုနေ့စဉ်ခံစားဆင်းရဲခြင်းဒုက္ခရှိလားဆရာကြီးရှိတာပေါ့နေ့တိုင်းပဲရှိတာပေါ့ပမာတပီလုံးနဲ့ဆိုင်ပြီးတော့လဲအခုတတိနှလုံးရောဟလားပခုံးပေါ်ရောခေါင်းထဲရောအကုန်ထည့်ပြီးတော့လုပ်ရကြံရတယ်ဆိုတော့ဒါလဲဘုရားသခင်အကြီးဆိုတော့မကသေးဘူးဟေးမလေးရှားကို2003ခုနှစ်မှာ20နဲ့တနှစ်တိုင်တိုင်အသေးအုပ်ဆရာအနေနဲ့ရောဓမ္မကောလိပ်ကျောင်းအခုမော်ဘီမှာတက်ကြီးကုန်းမှာ Evangelical Baptist Bible College စတီးပြီးတော့တီထောင်ခဲ့တယ်ကျွန်တော်ရဲ့မွေးစားဖခင်ဆရာကြီး David ယုံမို့ပေါ့ Reverend Dr. David ယုံမို့ချစ်စမ်းမောင်မင်းမရဲ့အဖေပေါ့ဆိုတော့ကျွန်တော်စခဲ့တာအရင်က Bible School လေး10ရက်သင်တန်းနဲ့စတာဟေးအဲ့ဒီကနေ1လသင်တန်းအဲ့ဒီကနေ3လသင်တန်းအဲ့ဒီကနေ6လပြီးတဲ့ခါကျတော့3နှစ်4နှစ်ဖြစ်လာတာပေါ့အဲ့ဒီ college curriculum นี่လေအကုန်ဆွဲခဲ့ဒီနေ့150ကျော်ပါတယ်အခုတွားတက်ကြလို့လဲတချို့ဒီတက်နိုင်ကြရင်လဲကောင်းတာပေါ့ဆိုတော့ဘုရားသခင်ရဲ့ကြီးစုတော်ကိုချီးမွမ်းတာပါနှုတ်ကပတ်တော်ကျမ်းစာဓမ္မကောလိပ်ကျောင်းတယ်ဖွင့်တာမကဘူးဓမ္မဆရာဆရာမဒီအမှုတော်ဆောင်ဒီဧဝံဂေလိဆရာဒီမူဤစေဝသမားဒီနေ့တကယ်ပဲဘုရားရှိလူရှိမှာမျက်နာရပြီးကောင်းသောအကျင့်ဒီသီလတွေနဲ့ပြည့်ဝပြီးတော့ဝိညာဉ်တော်နဲ့ပြည့်ဝပြီးတော့အသုံးခံတဲ့မူဤစေဝဟောင်းလူငယ်တွေဆရာသမားတွေလည်းဒီနေ့ကဘာမှာအများကြီးစေလွှတ်ပြီးတော့လှုပ်ဆောင်နေရတဲ့အခုအခါဟာဘုရားသခင်ရဲ့လက်ရပါပဲလို့ဒီမှာရှိတဲ့ဆရာသမားတွေညီကိုမောင်နှမတွေအားလုံးကိုတက်တည်ခံတာပါကျွန်တော်တို့ရဲ့အထဲမှာနှုတ်ကပတ်တော်ကအရေးကြီးတယ်ပြောကြည့်အောင်ပါတယ်လေဟဲ့နှုတ်ကပတ်တော်အရေးကြီးတယ်လို့ပြောကြပါဦးနှုတ်ကပတ်တော်အရေးကြီးတယ်နော်ကျေးဇူးတင်တယ်နှုတ်ကပတ်တော်တဲ့အရေးကြီးတာမရှိဘူးဘာလို့နှုတ်ကပတ်တော်ကကျွန်တော်တို့ကိုပြုပြင်တယ်ပထမဦးဆုံးကျွန်တော်တို့ကသူများကိုမဟောမပြောခင်ကျွန်တော်တို့ကိုပြုပြင်တယ်ကျွန်တော်တို့ကို equip လုပ်တယ် equip ဆိုကျွန်တော်ကိုပြင်ဆင်ပေးတယ်ကောင်းလိုက်တာမကဒီဘုနှုတ်ကပတ်တော်ကကျွန်တော်တို့ကို empower တကိုးပေးတယ်ဗျာဘာဖြစ်လို့လဲတန်ရှင်းသောဝိညာဉ်တော်နှုတ်ကပတ်တော်အတိုင်းပဲလှုပ်တာနှုတ်ကပတ်တော်မပါဘဲနဲ့အလုပ်မလုပ်ဘူးနှုတ်ကပတ်တော်ကိုဝိညာဉ်တော်ကရေးတာဖြစ်တဲ့အတွက်ကြောင့်နှုတ်ကပတ်တော်နဲ့ပြည့်ဝတဲ့ဟာကဝိညာဉ်တော်နဲ့ပြည့်ဝတယ်လို့ခေါ်တယ်တချို့တွေကဝိညာဉ်တော်နဲ့ပြည့်ဝတယ်ဆိုနှုတ်ကပတ်တော်နဲ့မှမပြည့်ဝတာအဲ့ဒါလိမ္မာညာတာကိုပြောချင်တာကိုဟောချင်တာလုပ်ချင်တာအကုန်လျှောက်လုပ်တာစာတိကြီးပဲဖြစ်နေတာဂုံယူဖို့ပဲဖြစ်နေဒါမေကြီးဖို့ဖြစ်ဂိုင်းကနအတွက်ဖြစ်နေမှာဒါပေမဲ့နှုတ်ကပတ်တော်ကခမည်းတော်ကျွန်တော်တို့ကိုအရင်ဆုံးပြုတ်ပြင်းတယ်အရင်ဆုံးအားပြည့်စေတယ်ပြီးတဲ့အခါအရင်ဆုံးဒီနှုတ်ကပတ်တော်ကကျွန်တော် equipping လုပ်တာအဲ့ဒါဝိညာဉ်တော်ကပြည့်ဝစေတာကိုလိုတဲ့ကျွန်တော်တို့ယော36ဆိုရင်အားလုံးအလွတ်ရမှာနော်ဘုရားသခင်ရဲ့သားတော်ကိုယုံကြည်တော်သူအပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်ဟုတ်တယ်မလားထာဝရအသက်ကိုထာဝရအသက်ကိုပါတယ်လေရရွေးပျက်စီးခြင်းတို့မရောက်ဘူးနော်ယော36ပြီးတာနဲ့ကောလောသဲ36ကိုတွားရမှာကောလောသဲ36ကပါလဲနှုတ်ကပတ်တော်နဲ့ပြေဝတာတန်ရှင်းသောဝိညာဉ်တော်ကနှုတ်ကပတ်တော်နဲ့ပြေဝနှုတ်ကပတ်တော်ဟာဆာလံဆရာကိုမေးလိုက်ရင်တော့အကျွန်ုပ်ခြေရှိမှမိခွက်ဖြစ်၍အကျွန်ုပ်လမ်းခရီးကိုလေးစီပါ၏လမ်းခရီးဆိုတော့ခွဲချံလမ်းကိုပြောတာမဟုတ်သမိုင်းလမ်းကိုပြောတာမဟုတ်ဘူးအေးမောက်လမ်းတို့ဘာတို့ပြောတာမဟုတ်ဥဝိစာရလမ်းကိုပြောတာမဟုတ်ဘူးလမ်းကတော့ကျွန်တော်ရဲ့ဘဝကိုပြောတာ our life God's word guides leads our path of life ကျွန်တော်ရဲ့ဘဝတက်တာကိုလမ်းပြတာတဲ့စိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲဖို့လိုတယ်လေကျွန်တော်တို့ဦးနောက်အတွေ့အခေါ်ဆင်ခြင်တုံတရားတွေလည်းပဲစာတိနဲ့ပဲပြေဝနေတဲ့ဟာတွေနှုတ်ကပတ်တော်က change လုပ်ဖို့လိုတယ်ကျွန်တော်ရဲ့ခြေလှမ်းလည်းအရင်တော့ all life ဘဝဟောင်းတော့ခြေလှမ်းမဟုတ်တော့ဘူးဘဝတိခြေလှမ်းအကုန်လုံးကကျွန်တော်တို့ကိုနှုတ်ကပတ်တော်ကပေးပြင်တာလုတ်ဆောင်တာတွေရောဒီလက်ဒီနဲ့နှုတ်ကပတ်တော်က
နှုတ်ကပတ်တော်နဲ့အညီလှုပ်ဆောင်လာပြီးနှုတ်ကပတ်တော်နဲ့အညီပြောလာပြီးနှုတ်ကပတ်တော်နဲ့အညီရှောက်လာပြီးနှုတ်ကပတ်တော်နဲ့အညီစင်ချင်းနှလုံးသွင်းပြီးနှုတ်ကပတ်တော်နဲ့အညီကြားပြီးနှုတ်ကပတ်တော်နဲ့အညီမြင်ပြီးကျွန်တော်အကုန်လုံးကျွန်တော်အမြင်ကျွန်တော်အကြားကျွန်တော်ရဲ့စဉ်းစားမှုကျွန်တော်ရဲ့လက်ရှိအခြေအနေကျွန်တော်ရဲ့အရှိအနာဂတ်အခြေအနေအားလုံးတို့ကနှုတ်ကပတ်တော်ထဲမှာစိန်ရမှာ we are to immerse ourselves in the word the living of God အသက်ရှင်တဲ့နှုတ်ကပတ်တော်ဟေဘရဲ40နှစ်မှာကျွန်တော်ပြောတဲ့အခါကျကျမ်းပိုက်လေးတွေလေ you may jot down နော်ကျမ်းပိုက်လေးတွေပြောတဲ့အခါအလကားပြောတာမဟုတ်အခုကတည်းကကျွန်တော်တို့ထည့်ရေးရမှာအခုကတည်းကကျွန်တော် introduction ပြောရင်းနဲ့ပြောနေတာထည့်ရေးချထားကျမ်းပိုက်လေးတွေပြောပြီဆိုရင်ဟုတ်ပြီလားဟေဘရဲ40နှစ်မှာဗာလဲနှုတ်ကပတ်တော်ကအသက်ရှင်တယ်တကိုးနဲ့ပြည့်စုံတယ်ခန္ဓာရောစိတ်ရောဝိညာဉ်ရောထုတ်ချင်းခွန်းနိုင်တယ်ကဲပြီးရောအဲ့လောက်တန်လက်တကာတဲ့ထက်တဲ့နှုတ်ကပတ်တော်ကိုကျွန်တော်ကခေါင်းအုံးပဲအိတ်တော့ပဲတကိုးမရှိဘူးလေခရိယန်တွေက no power ခရိယန်အသက်တာမှာ6ကတ်လိုက်တာဘာလို့ရမှန်းမသိအသက်ရှင်တဲ့ရွယ်ချက်ကပန်းတုံးတိုင်ကမရှိဖျားရှိခိုးတာလဲဘာမှန်းမသိရှိခိုးဖျားအမှုတော်ထဲမှာပါဝင်ကြပြန်တော့လဲဘာဦးဒီချက်မှလည်းမရှိအကုန်လုံးအဲ့လိုဖြစ်တဲ့ကောင်ကဒါကြောင့်မိမိတို့ဘယ်အသင်းတော်မှာပဲရှိဘယ်အိမ်မှာပဲရှိဘယ်ရက်ကွက်ဘေးကျေးရွာမှာပဲရှိခမည်းတော်ကျွန်တော်တို့ရှိတဲ့နေရာမှာနှုတ်ကပတ်တော်ကခမည်းတော်ကျွန်တော်ရဲ့စိတ်နှလုံးထဲမှာကြီးထွားလာရမယ်တဲ့ The word of God has to grow in your life နှုတ်ကပတ်တော်ကျွန်တော်အထဲမှာခံယူရမယ်နှလုံးထဲမှာခံယူရမယ်ဒါကြောင့်မို့လို့ဆာလံ119ကိုတွားတတိရရင်အပိုက်ငယ်6ကနေ7ကိုတွားတတိရရင်ကိုတော်ကိုမပြစ်မှားပဲနေနိုင်မည်အကြောင်းဗျာဒိတ်တော်ကိုနှလုံးထဲမှာတိုးထားပါပြီတဲ့အဲ့ဒီလိုအသက်တာအဲ့ဒီလိုတရားဟောဆရာတွေအဲ့ဒီလိုသင်ဟုတ်ဆရာတွေအဲ့ဒီလိုအမှုတော်ဆောင်ပြီးလိုတာပေါ့ငါဆိုတဲ့အမှုတော်ဆောင်မလို့ငါဆိုတာသေရမှာကားတိုင်းမှာသေရမှာခရစ်တော်ငါ၌ရှင်တော်မူ၏ခရစ်တော်အလုတ်လုတ်တာပဲတွေ့ရမှာခရစ်တော်ကခမည်းနဲ့ကျွန်တော်ရဲ့ကိုယ်ခန္ဓာဗိမာန်တော်ကိုယ်ခန္ဓာအသုံးပြုတာပဲမြင်ရမှာကျွန်တော်တို့စကားပြောပြီးဆိုဝိညာဉ်တော်ပါရမှာကျွန်တော်တို့စဉ်းစားပြီးတွေးခေါ်ပြီးဆိုလဲဝိညာဉ်ပကတိဖြစ်နေရမှာစာတိပကတိဖြစ်နေတော့ငြိမ့်သက်ခြင်းလည်းမရှိဘူးဝမ်းမြောက်ခြင်းလို့ကျမ်းစာဖတ်တာလည်းပဲဟိုနာဖတ်လိုက်ဒီနာဖတ်ဟိုတခါမှမပြီးဘူးဘာဖတ်တယ်လဲဖတ်တယ်နားလေလားဆိုတော့နားမလဲဘူးနားမလဲလက်ဆက်ဖတ်တာပဲရှိတာပဲဒါကြောင့်ကျမ်းစာဖတ်တဲ့အခါမှာနားလေဖို့အတွက်ဖတ်ရမှာနားလေပြီးရင်နားထောင်ဖို့ဆက်ဖတ်ရမှာနားထောင်ပြီးတော့လိုက်လျှောက်ရအောင်ပါပြီးတဲ့အခါကျတော့ကျွန်တော်အသက်တာမှာသက်တည်ကရလာပြီ The works of the Holy Spirit is evidence manifest in us ကျွန်တော်အထဲမှာဝိညာဉ်တော်ရဲ့လှုပ်ဆောင်မှုကိုတွေ့ရပြီကိုလည်းကြည့်လိုက်တဲ့အခါကိုယ့်ရဲ့ဘဝပြောင်းလဲမှုတွေလည်းတွေ့ပြီလေစဉ်းစားမှုတွေးခေါ်မှုတွေလည်းပြောင်းလဲပြီဆုံးဖြတ်ချက်တွေလည်းပြောင်းလဲလာပြီရည်ရွယ်ချက်ပန်းတုံးတိုင်လည်းရှိလာပြီနှုတ်ကပတ်တော်ကျမ်းစာကိုစာငတ်မှုအပြည့်ရှိလာပြီပျောက်ဆုံးတဲ့ဝိညာဉ်တွေကိုတနာလာပြီဘာလို့ဆိုလဲ we have the compassion of Christ ဘာလို့ခရစ်တော်ကကျွန်တော်အသက်တာအုပ်စိုးတယ်ဆိုရင် we must have the compassion of Christ ခရစ်တော်ရဲ့ဂရုဏာသေးချတယ်ခရစ်တော်ကခမည်းနဲ့ကျွန်တော်စိတ်နှလုံးကိုအုပ်စိုးပြီးတော့ကျွန်တော်မှာဘာဂရုဏာမှမရှိရင်တော့အဲ့ဒါမဟုတ်သေးဘူးအန်တီခရစ်အုပ်စိုးတာဖြစ်နိုင်တယ်ဒါမှမဟုတ်ငါဆိုတဲ့စာတီအုပ်စိုးတာဖြစ်နိုင်တယ်တောက်ကျွန်တော်ပမာပီတစ်ခုလုံးမှာမလင်းနိုင်တာအဲ့ဒါပဲအထူးသဖြင့်ကျွန်တော် Christendom လို့ခေါ်တယ်ခရိယန်အသင်းတော်ကိုင်းကနထဲမှာတော့မှရှုပ်ပွားပြီးတော့တခါတည်းကြားမကောင်းတဲ့စာတိအသက်ရှင်မှုတွေကများပြီးတော့အခြားသောမယုံကြည်သေးသောသူတွေတပါးမျိုးသားတွေကိုဧဝံဂေလိဟောပြောဖို့တော်တော်ဒုက္ခရောက်တယ်တော်တော်ခက်ခဲတယ်လူတွေကအသက်တာကိုကြည်တာလေကျွန်တော်မြန်မာလူမျိုးတွေက
မြန်မာပြည်မှာရှိတဲ့တိုင်းရင်းသားတော်တော်များများကကျွန်တော်ရဲ့အကျင့်စာရိတ္တကိုကြည်တာကျွန်တော်တို့ဘယ်လောက်ပဲဟောပြောတာဒီကောင်းနေပါစေဘဝအသက်တာဒီလူဘယ်လိုအသက်ရှင်တယ်လဲဆိုတာဝဲကြည်တာဒါမှမဟုတ်ကျွန်တော်အသက်ရှင်ခြင်းကဒါနံပါတ်1တရားဟောတာဖြစ်တယ်အတန်တိတ်တရားဟောတာ6ရက်တရားဟောတာအတန်ထွက်ပြီးဟောတာSundayမှာဟောတာအများအဖြစ်ဆိုတော့တရက်ဟောတာနဲ့6ရက်တရားဟောတာဘယ်ဟာပူတိရောက်မထင်လဲ6ရက်ကတည်ချတယ်နော်ဒါကြောင့်ကျွန်တော်ဆရာအနေနဲ့ဏိဒံပြိုးရင်းနဲ့ကိုယ့်ဟာကိုယ်မိတ်ဆက်ရင်းနဲ့ဖျားသခင်နှုတ်ကပတ်တော်နဲ့လည်းမိတ်ဆက်ရင်းနဲ့ကျွန်တော်တို့သင်ကြားရမယ် homiletics နော် homiletics လို့ခေါ်တယ် homily ဆိုတဲ့စကားလုံးကလာတာပေါ့ homily ဆိုတာအမှန်ကတော့သူ့ရဲ့ Greek စကားအဓိပ္ပာယ်ကဘာလဲလို့ပြောလို့ရှိရင် communication to one another အမှန်က communication ဆက်သွယ်တာအဲ့ဒီကလာတာအဲ့ဒီကနေပြီးတော့ကျွန်တော်အဓိပ္ပာယ်ကိုနည်းနည်းရှင်းအောင်လို့ biblical preaching လို့ခေါ်တယ် the science and art of preaching လို့ခေါ်တယ်သိပ္ပံတရားဟောပါတာယတ်ဒီ homiletics ပါတာယတ်ဒီသိပ္ပံနီးကြကြဒုက္ခုမကြကြဒုက္ခုမဆိုတာအလှပညာအနုပညာလို့ခေါ်တာအာကတော်လှတယ်လीနော်ကြည်တက်မှလည်းလှတာပေါ့ကျွန်တော်တို့တောင်ပေါ်သားတွေတော့ကအာကသိပြီးတော့သိပြီး appreciate သိမလုပ်ကြဘူးမလုပ်တတ်ဘူးလीနော်အာကတခါတည်းအနုပညာကြကြလှလှပပစင်ထားတာပေါ့ဗျာပြင်စင်ထားတာအကျန်းထေကြီးကြောက်တုံးကြီးတစ်တုံးကြီးကိုတခါတည်းပေါ်တဲ့အခါမှာရုပ်လုံးပေါ်လာတဲ့အခါအမလီလှပတဲ့အယုတ်ဖြစ်လာလှပတဲ့စပွဲလှပတဲ့ရင်နွေးအိုးဖြစ်လာတာပေါ့ဗျာနော်လုတ်ဆောင်တဲ့အခါမှာဒီနေ့ပဲစင်ကာပူမှာကျွန်တော်မိတ်ဆွေတယောက်ကသူကဆရာကြီးတဲ့မိတ်ဆက်ပြပါဦးတဲ့စင်ကာပူရင်းတွေကသူတို့ gymnologist လို့ခေါ်တာပေါ့ gymnology ကြောက်ပညာကြောက်မြတ်ပညာပါရကူပေါ့ဗျာကျွန်တော်မိတ်ဆွေရှိတယ်စင်ကာပူမှာကျွန်တော်သွားမိတ်ဆက်ပေးတာသူတို့ကစိန်ရောင်းချင်တာသူတို့ကရွှေသွားရောင်းချင်တာသူတို့ရတဲ့ကြောက်အိမ်တော်မိသားစုတစုကသူကဆုံးပါသွားတဲ့ကအသင်းတော်ကိုသူတို့ကလှူထားခဲ့တယ်သူတို့ကဘယ်လောက်တန်ဖိုးရှိတယ်အစိလားအတုမှန်လားမသိတော့ကသူတို့ကသွားပြဖို့ဆိုတော့ကျွန်တော်အကူကြီးတောင်းတယ်ဗျာစင်ကာပူရင်းတွေကလည်းသူတို့အချင်းချင်းအတောင်းအတိဖို့ကောင်းပါတယ်ဒါမသိတော့လေလာမီးတော့ကျွန်တော်မိတ်ဆွေတယောက်ရှိတာနဲ့ခေါ်သွားတာပေါ့နန်ယန်တက်ကတော်သူတို့စင်ကာပူရင်းပါပဲကြောက်ပညာမှာကဘာမှာmember ဝင်ထားတဲ့လူလည်းဖြစ်ကဘာနိုင်ငံတရုတ်ပြည်ကတက်ကတော်နာမည်ကြီးတဲ့ဟာပြီးလန်ဒန်ကနာမည်ကြီးတဲ့ကျောင်းကလည်းပြီးအမေရိကလည်း certificate ရထားအဲ့ဒီလိုပုဂ္ဂိုလ်ဆိုတော့သူတို့ကနည်းနည်းလေးကြည်လိုက်တာနဲ့ဒါအတူလားအစီလားလို့ခွဲပေးလိုက်တာနဲ့ကိုက1 carat ဆိုတာတီးတီးလေးပါပဲနော်1 carat ကျုပ်ပမာလို့ဘယ်လိုခေါ်လို့1 carat ကို$35ပေးရတယ်အမလီအစစ်နဲ့တူအမလီအဲ့ဒါနဲ့ဆရာလည်းကြည်ချင်းနဲ့ငါလည်းအဲ့ဒီပညာတတ်မစိုးဘူးပေါ့ငါအမှုတော်ဆောင်ဒီတခါတလေစင်းရင်ကိုကြီးမဆနေတာမလောက်ဘူးဖြစ်နေကွာငါလည်းအဲ့ဒါနည်းနည်းတတ်လိုက်တော့မစိုးဘူးပေါ့စဉ်းစားမိတာထားလိုက်ပါတော့ဖျားသခင်ကူမတာကတိထက်ပူများပါတယ်နော်ဆိုလိုတာကတော့အစစ်နဲ့အတူခွဲခြားလိုက်တာနဲ့ပါတမင်းလောက်ဝဲရှိမထင်တယ်ဗျာ1 carat လေးကိုစမ်းတတ်လိုက်လို့$35ရတာစဉ်းစားကြမ်းဟိုမှာတပုံကြီးတပုံကြီးယူသွားပေးရတာလီနော်စဉ်းစားကြည့်တပုံကြီးကိုတို့စမ်းဖို့နောက်ကျွန်တော်3ရက်ကြာမှပြန်သွားမှာဆိုအသင်းတော်လှူထားခဲ့တဲ့ဟာဆိုတော့သူတို့စင်ကာပူအသင်းတော်ပေါ့လေ Church of Singapore လှူထားခဲ့တာဆိုတော့လည်းပဲကိုကလိုက်ကူညီပေးရတာပေါ့ဒီနေ့လက်ဖိတ်တော့တိုက်ကြပါတယ်ယေရှုတော်ကြောင့်ဆိုလိုတာကတော့ဒီနေ့လေကျွန်တော်တို့နှုတ်ကပတ်တော်နဲ့ပတ်သက်ပြီးတော့စစ်မှန်တဲ့နှုတ်ကပတ်တော်ကိုယာနှုံးအပြည့် authority of the Bible အဲ့ဒါကိုကျွန်တော်က preaching လုပ်တော့မှာဆိုတော့ we are to know we are to regard we are to accept the authority of God's word
ဘုရားခင်နှုတ်ကပတ်တော်ဟာဩဇာအာဏာအပြည့်ရှိတယ်တကောနဲ့ပြည့်စုံတယ်လို့ခမည်းနဲ့ကျွန်တော်ကပထမဦးဆုံးလက်ခံထားဖို့ဖြစ်တယ်ကျွန်တော်တို့ကိုင်တဲ့ဘုရားခင်နှုတ်ကပတ်တော်ကျွန်တော်မယုံလို့ကတော့ယာနှုံးအပြည့်မယုံလို့ကတော့ယာနှုံးအပြည့်နားမလဲလို့ကတော့ကျွန်တော်တို့ရဲ့လက်ထဲမှာရွှေငွေအထောင်တောင်းထက်တာ၍တန်ဖိုးရှိတဲ့နှုတ်ကပတ်တော်ဖြစ်တယ်ကျွန်တော်ကျမ်းစာကပြောတယ်ကျွန်တော်တို့တမန်တော်19 17မှတ်ထားအောင်နော်တမန်တော်19အငယ်17 12 13အထိဖတ်လို့ရှိရင်နှုတ်ကပတ်တော်ကိုမြတ်နိုးရမှာတဲ့ပမာလိုကတော့ကြီးညိုသောစိတ်နဲ့လိလာရမှာအခုကျွန်တော်တို့ဒီ online ကျမ်းစာကျောင်းက faculty ဆရာတွေဘုရားသခင်အသုံးပြုနေတဲ့ဆရာဆရာမတွေသူတို့သင်တဲ့အခါကြီးညိုသောစိတ်နဲ့ခံယူကြကြီးညိုသောစိတ်နဲ့လက်ခံတာအမလီကျွန်တော်တို့အားလုံးကသင်ချင်တာအမလီနှစ်နဲ့ချီပြီးတော့သင်လို့တော့မကုန်ဘူးခဏလေးသင်ရပေမဲ့ခင်ဗျားတို့အားမငယ်နဲ့ရှိသမျှအကုန်ပေးထားမှာတိုးတော့ကျွန်တော်အတွက်က1ရက်2ရက်3ရက်ဖြစ်ပေမဲ့ကျွန်တော်တို့မသိသိနာမရှိရအောင်ကျွန်တော်ပေးခဲ့မယ်ကျွန်တော်တို့ကိုယ်တိုင်Oxford Cambridge University က professor လဲတင်တယ်လို့ပေါ့အဲ့သူတို့ပါတင်တယ်လေသူတို့ပါ research လုပ်တယ်လေဒါဒီပဲပါမှာကျွန်တော်အားငယ်စရာအကြောင်းကျွန်တော်တော်တော်လေးကိုဓမ္မအကြောင်းကြီးအကြီးမတက်ရပြီမဲ့မပူနဲ့တော်တော်လုံးလောက်အောင် commando training လို့ဖြစ်တာပေါ့ဟုတ်လား compact ဖြစ်တာပေါ့နော်နေတာမဟုတ်ဘူး hallelujah ဆိုတော့ဘုရားသခင်ရဲ့ဤရင်တော်ရဲ့လှုပ်ဆောင်မှုဖြစ်တယ်ဒါမှမဟုတ်ရှိတဲ့သားသမီးတွေငယ်ကြသေးတော့ဒီလိုကောင်းကြီးမင်္ဂလာကိုလက်ဆင့်ကမ်းချင်တာပေါ့နော်ဘုရားသခင်ကြီးစုတော်ကြောင့်ဆရာမ Charity 2သူကအများကြီးအသက်ငယ်တယ်အများကြီးလှုပ်တယ်သူ့ကိုအားကိုးရတယ်ကြီးစုလက်တင်ရတယ်အားလုံးလှုပ်နိုင်တယ်ဟေးဘုရားသခင်ကြီးစုတော်ကြောင့်နော်ဆိုတော့ပြောလာတဲ့ခါကျတော့ကျွန်တော်အလုတ်များတာဒီခဏထားအတန်းဒီပါဒီရွှေ့တင်ရွှေ့ပါနိုင်တဲ့လောက်ပါတာဗောဝင်ခါတာဗောလို့ပြောရပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့တခါတည်းကိုအခုကျွန်တော်ဒီစင်ကာပူကတော့9နာရီနဲ့10မိနစ်ရှိသွားပါတယ်ဆိုတော့ကျွန်တော်တို့စပြီးတော့တင်မယ်ကျန်းစာပထမအဆုံးဖတ်မယ်အဲ့ကျန်းစာကကျွန်တော်တို့အလွတ်ကိုလည်းရမယ်ရပြီးသားလည်းဖြစ်မယ်ဘာဖြစ်လို့ဒီကျမ်းပိုက်ကိုအရင်ပြောရတာလဲလို့ပြောတာလဲကျွန်တော်ပြောရင်းနဲ့ပြောမှာပေါ့အရင်ဆုံးရေးချတာပေါ့ကျွန်တော်တို့ကတိုးနဲ့အကုန်လုံးရှည်မှာမဟုတ်ဘူးခဏကြာတော့လဲကျွန်တော်screen share ဦးမလီနော် share ပြီးတော့တင်မယ်ပြောစရာရှိတာလဲပြောမယ်နည်းနည်းတော့မြန်မယ်ရေးမမီဘူးဆိုရင်လက်လေးပြတာပဲဖြစ်ကျွန်တော်တို့ reaction ထဲမှာတွားနေရင်လဲရပါတယ်ဒီလိုလဲလမ်းပြတယ်လို့ရှင်လဲပဲကိုယ့်ရဲ့အတန်လေးကို unmute လုပ်ပြီးတော့လမ်းပြီးတော့မေးလို့ရတယ်နော်ဆွေးနွေးလို့ရတယ်နော်နှစ်တီ3 16 19ကိုအရင်ရေးထားမယ်ကျန်းစာ2ပိုက်3ပိုက်လောက်ကျွန်တော်တို့ပေးမယ်အဲ့ဒါကိုအရင်ချရေးပြီးတော့ကျွန်တော်တို့တွားကြမှာဖြစ်တယ်နောက်တစ်ပိုက်ကတော့ဖြစ်ရင် ဆရာ ဟုတ်ကဲ့ ဒီဘက်ကအတန်ပြောက်သွားလို့ဆရာ18ပဲကြားလိုက်တယ်အရှိရမကြားလိုက်လို့ပြန်ပြောပေးပါဆရာနှစ်တီ3 16 19နော်အဲ့ဒါအရင်ရေးချထားမယ်ပြီးတော့ကျွန်တော်တို့ပြန်ပြောတာပေါ့ဒီမုတ်တေဒုတိယဆာဆောခန်းကြီး3ငယ်16လို့နော်ဟုတ်တယ်ဆရာအတူကောက်ပြောတာနှစ်တီ3 16 19နော် second Timothy ကျမ်းပိုက်ကိုအဲ့လိုပြောတဲ့ခါကျတော့လေကျမ်းနံပါတ်ကိုအရင်ရေးချရတယ်အဲ့ဒါဆိုမမေ့တော့နှုတ်အရေးတုံးကျမ်းနံပါတ်ဘယ်တော့မှမှတ်မိမှာဟိုပျောက်မှာကျမ်းနံပါတ်ရင်နှစ်တီ36ကနေ19ဆို16 19သွားရင်နှစ်တီအလိုလျောက်လာပြီဟုတ်ပြီလားနှစ်တီနှစ်15ဆိုတော့15နှစ်တီနှစ်နော်15ဒီတစ်ခုလေးတစ်ချက်ယူနှစ်တီနှစ်15နောက်ပြီးတော့ကျွန်တော်တို့မဿဲ4အငယ်4
အများကြီးရှိတဲ့ထဲကဒီ3ခုအပြင်စောကကျွန်တော်ပြောတဲ့အတိုင်းဟေပြဲလေး7ကိုလည်းရေးချထားပါဒါပေမဲ့ကျွန်တော်တို့ရှင်းလင်းနဲ့ဘယ်သူကအရင်ဆုံးမြင်လဲမသိဘူးတယောက်ကိုဖတ်ခိုင်းတာပေါ့နှစ်တီ3 16ကနေ19ကိုတယောက်ဖတ်ပြီးမယ်နောက်တယောက်ကနှစ်တီ2 15ကိုဖတ်မယ်နောက်တယောက်ကဟေပြဲ42ကိုဖတ်မယ် ပထမဆုံးဆရာဇောဟန်ဖတ်မယ် ဟုတ် ဆရာ ကဲ့ ဇောဟန်ပထမဆုံးဖတ်မယ်နော်ဒုတိယစာရဖတ်မယ် ဟုတ်ကဲ့ တတိယကရှင်လင်းတတိယကရှင်လင်းဖတ်မယ်နော်ဟုတ်ပြီဆရာဇောဟန်ဖတ်မယ် ဟုတ်ကဲ့ဖတ်မယ်နော်ဆရာနော် ဟုတ်ကဲ့ တိမိုသေဝါရစာဒုတိယစာဆောင်ခန်းကြီး3ငွေ16မှ19ပထမအချိန်၌အပြည့်တင်ခွင့်ကိုဖြည့်၍ငါသည် နှစ်တီ ခံရသောအခါ ခဏလေးနှစ်တီ36ခုနှစ် ဒုတိယ Second ဒုတိယ Timothy စာဆောင် နော် နော် second ဒုတိယတိမိုသေ ဟုတ်တယ်တိမိုသေဟုတ်တယ်နော်တိမိုသေဒုတိယစာဆောင်ဟုတ်တယ်နော် အခန်းကြီး3အငယ်15 16 ဟုတ်တယ် 16ခုနှစ်ပေါ့ 16 19ဟုတ် ဟုတ်တယ် ဓမ္မကျမ်းစာ ဟုတ်တယ် ဖတ်ကြည့်အောင် ပထမအချိန်၌အပြည့်တင်ခွင့်ကိုဖြည့်၍ငါသည် မဟုတ်ဘူး အစီရင် မား ခံရ နေ သော သေးတယ် အခါ မားတယ် မားနေသေးတယ် အဲ့ဒါမားတယ် နှစ် မားတ တီ ယ် ဒီချာလေးကျန်းစာကြည့်လိုက်ပါဦး မဟုတ်ဘူးနှစ်တီဟုတ်ဆရာ sorry ကျွန်တော်စလက်ဟုတ်ပြီမှာတစ်ချက်ဖြစ်သွားလို့ sorry ပါနော် ဟုတ်ကဲ့ပါ 16 second Don't worry ဟိုကျမ်း၌ရှိသမျှသည်ဘုရားသခင်နှုတ်သွင်းတော်မူသောအဖြစ်ဖြစ်၍ဘုရားသခင်၏လူသည်စုံလင်သောသူကောင်းသောအမှုအမျိုးမျိုးတို့ကိုပြုစုရှင်အမှုငါပြင်ဆင်သောသူဖြစ်မည်ကြောင်းဟောဝါဒပေးခြင်းအပြစ်ကိုပေါ်ပြခြင်းဥမစွာပြုပြင်ခြင်းတရားကိုသွန်သင်ခြင်းကျေးဇူးများကိုပြုတတ်၏ အာမင်နောက်တစ်ယောက်အရင်ဖတ်အောင်မယ် ဆာရဆရာမဆာရ နီတီအခန်းကြီးဘယ်လောက်လဲရှာ နှစ်အခန်းကြီး1အငယ်15နှစ်တီနှစ်15 နီတီနေရှိနီတီနေရှိတေမူကဝခိုင်တော်သူရှက်ကြောက်ဆရာကြောင့်မရှိပဲဓမ္မတရားကိုမှန်ကန်စွာပန်းချတဲ့တော်ဆရာဓမ္မဖြစ်လေရတဲ့ခင်ရှိမိမိကိုစက်တာချင်းကကောင်းဆုံးကျူးစာအထုလို့ ဟုတ်ကဲ့ thank you နောက်တစ်ယောက် မတဲခရိယဝန်ကျအခန်းကြီးလက်ငယ်လေး ရှမတဲ့အခန်းကြီးလေးအငယ်လေးယေရှုကလည်း အော်အေးလေးအငယ်လေးဟုတ်ပြီယေရှုတင်တယ်မှန်တယ် ယေရှုကလည်းလူတင်မုံအားဖြင့်သာအသက်ကိုမွေးရမည်မဟုတ်ဘုရားသခင်မိန့်တော်မူသမျှအားဖြင့်အသက်ကိုမွေးရမည်ကျမ်းစာလာသည်ဟုပြန်ပြောတော်မူ၏ အာမင်ဟေပြဲ42နောက်တစ်ယောက် Grace ဒီအခန်းကြီးလေးငယ်စနေဖက်ပေးပါ Grace ဟုတ်ဖတ်ပါမယ်ဆရာ ဟုတ်ပြီဆရာမအေမီဆိုင်ဟုတ်ပြီ ဟေပြဲလေးအခန်းကြီးလေးငယ် အခန်းကြီးစနေဟေဘေအခန်းကြီးလေးငယ်စနေ ဟုတ်ကဲ့အခန်းကြီးလေးငယ်12ဘုရားသခင်နှုတ်ကပတ်တော်တရားတော်သည်အသက်ရှင်ခြင်းတကုတ်နှင့်ပြုပြင်ခြင်းတန်လျက်တကာတို့ထက်ချင်းနှင့်ပြည့်စုံသည်ဖြစ်၍အသက်နှင့်စိတ်ဝိညာဉ်ကို၎င်းအယိုးစစ်နှင့်ခြင်းစီကို၎င်းပိုင်းခြား၍ထုတ်ချင်းခွင့်တတ်၏စိတ်နှလုံးအကြံစီများကိုလည်းသိမြင်တတ်၏ အာမင်ဟုတ်ပြီ thank you ယေရှုတင်တယ်နှစ်တီ36 19ကဟာကိုအခုဆရာပြောပါမယ်နှစ်တီ36 19ကဖြစ်ရင်ကျမ်းစာတအုပ်လုံးကို scripture လို့ခေါ်တယ်တမဟောင်းကျမ်းစာတစ်ခုလုံးကိုသခင်ယေရှုခရစ်တော်နဲ့တမန်တော်ဒီပြောကြဟောကြတဲ့အခါကိုးကားတဲ့အခါ scripture လို့ခေါ်တယ်
ပြီးတော့မှသခင်ယေရှုခရစ်တော်ကောင်းကင်ဘုံပြန်တက်ကြွပြီးလို့တမန်တော်ဒီ prophecies ခရစ်တော်ပြောခဲ့တဲ့အရာအားလုံးကိုရေးချထားတဲ့အတွက်ခရစ်ဝင်ကျမ်းဘာဝင်ကျမ်းနဲ့တမတိကျမ်းအားလုံးဖြစ်လာတာဖြစ်တယ်ဒါကြောင့်မလို့ all scripture ကျွန်တော်တို့ကျမ်းစာရှိသမျှလို့ပြောတဲ့အခါမှာကဘာဦးကျမ်းခန်းကြီး1ကနေဟိုပြရိကျမ်း20နှစ်အပိုင်ငယ်ဟိုအဆုံး20နဲ့1တိုင်အောင်ပဲကျမ်းစာရှိသမျှဆိုအားလုံးကိုတလုံးမကြံဟေပြဲလို့ဆိုပိန်တုတလုံးမကြံဖယားသခင်မှုတ်သွင်းထားတာဖြစ်တယ်အာမင်အဲ့ဒါကိုယုံကြည်ရမယ်ကျွန်တော်တို့ကဖတ်ပြီးတော့ခွန်အားရတဲ့ဟာတော့ပဲသူကတကုန်းရှိတယ်လို့ထင်တာမဟုတ်ဘူးအကုန်လုံးဖယားသခင် inspired လို့ခေါ်တယ်ဖယားသခင် God breathed တဲ့ကျွန်တော်အဲ့ဒီ breathing ကကျွန်တော်အံ့ဩစရာပဲအာဒမ်ကိုဖယားသခင်ကမြေကြီးရုပ်တရံကနေပြီးတော့အသက်ရှင်တဲ့တရားဝါဖြစ်လာဖို့နှာခေါင်းထဲမှာစီဝအသက်ကိုမှုတ်သွင်းတယ်တဲ့မှုတ်သွင်းတယ်ဆိုတဲ့အဓိပ္ပာယ်အသက်ရှင်စေလာတာဟုတ်ပြီနော်မှုတ်သွင်းတယ်ဆိုတော့လေကျွန်တော်တို့နားလေရမှာမှုတ်သွင်းတယ်ဆိုတော့ဗာလေဖြစ်မှာပေါ့နော်ဖခင်ရဲ့အသက်ကိုမှုတ်သွင်းလိုက်တာအံ့ဩစရာနော်ဆိုဒီနေ့တန်ရှင်တော်ဝိညာဉ်တော်ကို Greek စကားနဲ့ pneuma လို့ခေါ်တယ်ကျွန်တော်လူတွေရဲ့ဝိညာဉ်လက် pneuma လို့ခေါ်တယ်နောက်တစ်ခုကလေကိုလည်း pneuma လို့ခေါ်တယ်ဟုတ်ပြီလားတန်ရှင်တော်ဝိညာဉ်တော်ရဲ့လှုပ်ရှားမှုသွားလာမှုကိုဘယ်သူမှမသိနိုင်မမြင်နိုင်ဘူးနားမလည်နိုင်ဘူးတဲ့လေလေးဘယ်ကလာဘယ်ကိုထွက်ဘယ်မှာလီဖီအားနဲ့ဘယ်မှာများဘယ်သူမှမသိဘူးဖယားသခင်ကခမည်းတော်ကျွန်တော်ကိုခရစ်တော်ကိုရတဲ့နေ့မှာတန်ရှင်တော်ဝိညာဉ်တော်ကိုလည်းရတာဖြစ်တယ်သားတော်ကိုရတော်သူဒီအသက်ကိုရည်အဲ့ဒါဖယားရဲ့အသက် divine life လို့ခေါ်တယ်အဲ့ဒီအသက်ကကျွန်တော်တို့အထဲမှာရတယ်ဆိုခရစ်တော်ကိုရတယ်သားတော်ကိုရတော်သူဒီအသက်ကိုရည်သားတော်ကိုမရတော်သူမိဒီကအသက်ကိုမတွေ့ရတိယောငါ7:73မှာရေးထားတယ်ဘာဖြစ်လို့ကျွန်တော်တို့ခရစ်တော်သားတော်ကိုအထဲမှာရအောင်လို့ဘယ်လိုလုပ်ရလဲဟာတန်ရှင်တော်ဝိညာဉ်တော်ကလုပ်တာဟေးခင်ဗျားတို့ကျွန်တော်ကဒုတိယမွေးချင်းခံအောင်လို့ we are born from above အထက်ကနေမွေးဖွားတာလို့ပြောတော့ဘယ်လိုလုပ်တာလဲတန်ရှင်တော်ဝိညာဉ်တော်ကခင်ဗျားတို့ကျွန်တော်အထဲမှာမွေးဖွားရအောင်လို့ဒုတိယမွေးချင်းခံအောင်လို့ခင်ဗျားတို့ကျွန်တော်တရားဟောဆရာတွေဟောပြောတဲ့တေခန္ဓာတွေဘယ်လောက်ပဲဟောပြောဒီခေတ်ဒီကာလမှာလေ liberal ဆရာတွေလွတ်လပ်စွာတွေးခေါ်ဟောပြောတဲ့ဆရာတွေအများကြီးရှိတယ်လေကဘာပေါ်မှာနော်အထဲမှာဝိညာဉ်မရှိဘူးဖြစ်နေတာအထဲမှာဒုတိယမွေးချင်းမခံမဲ့တရားဟောဆရာလုပ်တာတင်းဥဆရာလုပ်တာအမလီမဆိုးပါဘူးလူမှုရေးကောင်းတယ်ဖခင်เจ้าအကြီးကြီးလေးရှိတယ်အမလီတင်းဥဆရာပဲ तू ကဒါမဲ့အထဲမှာ तू ကဝိညာဉ်မမွေးသေးဘူးအဲ့လိုလူလည်းရှိတယ်အားလုံးကိုပြောတာမဟုတ်ဘူးထဲမှာတန်ရှင်တော်ဝိညာဉ်တော်မရှိရင်ခရိယန်ကိုမဖြစ်တာဒါမလို့သားတော်ကိုရအောင်သားတော်အထဲကိုဂိမ်းအောင်နိုင်တာခမရတို့ကျွန်တော်အထဲမှာယုံကြည်လက်ခံတဲ့နေ့မှာဝင်ရောက်ဂိမ်းအောင်နိုင်တာကတန်ရှင်တော်ဝိညာဉ်တော်အဖြစ်ပဲဝင်ရောက်လို့ရတာဒါမလို့ခမရတို့ကျွန်တော်ကိုခန္ဓာဘာဖြစ်လာတယ်လဲတန်ရှင်တော်ဝိညာဉ်တော်ဤဗိမာန်တော်ဘုရားသခင်ရဲ့ဗိမာန်တော်လို့ခေါ်တာလေမမေ့နဲ့နော်ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး1အငယ်7-73ကိုကြည့်တဲ့အခါထိုသူကိုလက်ခံသမျှသူဒီဟူသောကိုတော်ကိုယုံကြည်သောသူတို့အားဖျားသခင်သားဖြစ်ရသောအခွင့်ကိုပေးတော်မူ၏တဲ့ပေးတော်မူလိမ့်မည်မဟုတ်ဘူး at the moment of your receiving Jesus Christ as your Lord and Savior တိတိကျကျအဲ့လိုဖြစ်ရဝိညာဉ်တော်ကပဲကျွန်တော်အဖြစ်သားဖြစ်ကြောင်းကိုဖော်ပြတာကျွန်တော်ခရစ်တော်ယုံကြည်လက်ခံအောင်လဲဝိညာဉ်တော်ကပဲမဆတာတွင်တင်တာနားလေစေတာနောင်တရစီတာဒီနေ့နောင်တတရားသိအရေးကြီးတယ်နောင်တနဲ့ယုံကြည်ချက်ခွဲလို့မရဘူးပန်းနဲ့ကောင်းလို့ပဲဒင်္ဂါပြားလို့ပဲဒီနေ့ယုံကြည်ပါဝန်ခံပါနဲ့အဲ့ဒီလူတွေကစစ်မစစ်မှန်ဘူးအဲ့ဒါလည်းမှတ်ထားအောင်အလွဲတချော်ဟောပြောတုံတင်နေတဲ့ဟာတွေဟုတ်ပြီလားဝန်ခံလိုက်ပြောလိုက်နှုတ်ကပြောတဲ့အတိုင်းဖြစ်လာမှာမဖြစ်ဘူးဖယားသခင်တပါးဒီပဲသူပြောတဲ့အတိုင်းဖြစ်တာမှတ်ထားအဲ့ဒီဆရာတွေကိုမေးကြည့်သူဖြစ်စေခြင်းနဲ့သူ့အိမ်သားတွေသူပြောကြည့်သူ့အခောက်1000လောက်ပြောခိုင်းခြင်းမဖြစ်လာဘူး
အလကားရွှေ့နေတာဟုတ်ပြီလားဆရာလေးတိတ်တိတ်ပြောတတ်တော့နည်းနည်းပြောတာပေါ့နော်အများကြီးတော့မပြောသေးဘူးဟုတ်မလား တိုက်တယ် ကျွန်တော်ကနှုတ်ကပတ်တော်နဲ့တိုင်းရမှာအမလီကိုဟာကိုလည်းတိုင်းနေရတာဟုတ်ကွာမလားပြောစရာကြီးဝိညာဉ်ဘာဖြစ်လို့လဲဆိုတော့ယောမဩဝါဒစာအခန်းကြီး၈ရေးထားလို့ရတယ်နော်အငယ်9နဲ့အငယ်16ကိုရေးထားအငယ်9မှာဆရာတော်တတိရတယ်ဟေးတို့တရားဟောမဲ့လူတွေဟောပြောတဲ့ဒီခံမဲ့လူတို့ကျမ်းစာကျောင်းသူကျောင်းသားတွေကကျမ်းစာအလွတ်ကျက်ရမယ်ချင်းလို့လားကရင်လို့လားလာဟုလို့လားဝါလို့လားဟုတ်လားအင်္ဂလိပ်လိုလားကျမ်းစာအလွတ်ကိုကြက်ထားမယ်ဟုတ်ပြီလားကဲတင်ချင်းစိတ်ချမှုနဲ့ဆိုင်တဲ့ကျမ်းပိုက်အကုန်နောင်တနဲ့ဆိုင်တဲ့ကျမ်းပိုက်အကုန်လုံးခေါင်းကင်နဲ့ငါတော်နဲ့ဆိုင်တဲ့ကျမ်းပိုက်ငါရဲနဲ့ဆိုင်တဲ့ကျမ်းပိုက်အလွတ်ကိုရထားအလွတ်ရအောင်လို့နော်ဆရာဒီတင်တဲ့ subject တွေကလည်းအများကြီးအဲ့ဒါအလွတ်ရပြီတော့ဟုတ်ပြီလားတပတ်ကိုအနည်းဆုံး3ခုလောက်တော့ရအောင်လို့ပေါ့ကွာတင်နန်းလည်းပြီးရောအပိုက်တရားလောက်ရပြီဟေ့ဆိုပြီးပြီပေါ့ဒါလက်နဲ့ပဲတာဟုတ်ပြီနော်အော်ကြုံလို့ပြောရအောင်မယ်ကျွန်တော်လက်ဆူတောင်းတဲ့ခါဒီလိုလုပ်ကြည့်ပါဦးကျွန်တော်တို့ဆူတောင်းတဲ့လက်တဲ့ပြောကြည့်ပါဦးပါတယ်လေဟေ့ ဆုတောင်းတဲ့လက် ဆူတောင်းတဲ့လက်တန်းလေးကိုလှုပ်ကြံလက်တန်းလေးကတော့ဆူတောင်းတဲ့ခါမှာဖျားကုံတော်ကိုချီးမွမ်းခြင်းပြောကြည့်ပါဦးကုံတော်ကိုချီးမွမ်းခြင်း ဟုတ်ကဲ့ချင်းမချင်း တို့အတန်အမြုပ်လုပ်ပြီးတော့ပြောကြည့်ပါဦးခဏလေးပြောလိုက်တာပေါ့ဆူတောင်းတဲ့လက်နော်ဒါဆူတောင်းတဲ့လက်ဖျားရဲ့ကုံတော်အရင်ချီးမွမ်းရမှာပြီးလက်တကြွယ်လေးလှုပ်ပါဦးလက်တကြွယ်လေးလက်တန်းလေးရပါလေကုံတော်ကိုချီးမွမ်းခြင်းလက်တကြွယ်လေးကဂျေစုတင်ခြင်းလက်ခလေကကိုအပြစ်ကိုဝန်ချတောင်းပန်စွန့်ပစ်ခြင်းလက်ညိုးကသူများကြီးပဲလက်ညိုးထိုးနေတာသူများအတွက်ဆူတောင်းခြင်းလက်မကကိုနဲ့နီးဆိုကိုဆက်ကဆူတောင်းခြင်းဥပမာကိုရဲ့စာရွက်မှာဒီလိုကိုလက်ကိုပုံလေးဆွဲပြီးတော့ဆူတောင်းတဲ့လက်ဆိုပြီးခေါင်းစဉ်တက်ပြီးတော့လက်တန်းလေးကကုံတော်ချီးမွမ်းခြင်းကျွန်တော်တို့အသင်းတော်မှာဖြစ်စေအိမ်မှာဖြစ်စေကျွန်တော်ဆူတောင်းကြပြီဆိုရင်ကိုဟာကိုပဲဆူတောင်းလေဖျားကုံတော်အရင်ချီးမွမ်းရကုံတော်အနန္တကုံတော်3ပါးမကဘူး5ပါးမကဘူး9ပါးမကဘူးကုံတော်အနန္တအသက်ရှင်တော်မူတယ်ကောင်းမြတ်တော်မူတယ်ကြီးမြတ်တော်မူတဲ့ဖျားတကိုးကြီးတော်ဖျားဆိုကုံတော်အရင်ချီးမွမ်းရတယ်ခင်ဗျားတို့ကျွန်တော်တို့ကအရင်ဆုံးအနာရောဂါပြောက်ဖို့ပဲရင်တောင်းတာကုံတော်အရင်ချီးမွမ်းဟုတ်ပြီလားကုံတော်ချီးမွမ်းပြီးတော့ဗာလေဟေးဂျေစုတင်တာတင်ချင်းရတာကနေစဂျေစုတင်ရမှာဟေးအသက်ရှင်နေရတာလေဂျေစုတင်ရမယ်အမလီဆင်းရဲချင်းဒုက္ခတွေ့ကြုံတဲ့ခါလေဂျေစုတင်ရမှာပဲဒီဆင်းရဲချင်းဒုက္ခကြောင့်ကိုတော်နဲ့ပူနီးတယ်ဟုတ်ပြီလားမဟုတ်ဘူးလား ဟုတ်ပါတယ် လက်ခလေကဗာတယ်လေကိုအပြစ်တို့ကိုဝန်ချတောင်းပန်စွန့်ပစ်ခြင်းလက်ခလေကလက်ညိုးကတော့ဗာလဲသူတစ်ပါးအတွက်ဆုတောင်းခြင်းကျွန်တော်တို့နှုတ်ကပတ်တော်ကျမ်းစာကြောင်းတက်တဲ့လူတွေကဒီဆုတောင်းတဲ့လက်ကမှန်နေရမယ်လက်ညိုးကတော့ဗာလဲသူတစ်ပါးအတွက်ဆိုတော့ဟုတ်လားကောင်းတဲ့မင်းအာနာမကောင်းတဲ့မင်းအာနာအစိုးရဒီအားလုံးလူဟိုအသင်းဥစ္စာဒီကိုအဖေအမေဒီဟုတ်ပြီလားတငယ်ချင်းမိတ်ဆွေဒီမိမိရန်သူအပါဝင်ပဲဆူတောင်းပေးရဆူတောင်းချင်းတကူကသူတို့ခေါင်းပေါ်မှာမီးခဲပုံထားတယ်လို့ပဲခင်ဗျားတို့ကျတော့ဆူတောင်းတာအားနေတယ်ကွာဟိုသူများအကြောင်းပြောတာပဲများတယ်ကွာဟုတ်ပြီလားပြီးလက်မကပါတယ်လေဟေးကိုကောင်းတာမှတ်ထားစပါးရှင်ကိုလွတ်ပေးပါဟေးကျွန်တော်စပါးရှင်ဆိုတော့ဘုရားသခင်လေရိတ်သိမ်းသောသူတွေကိုလွတ်ပေးပါဟေးဆိုကျွန်တော်ဆူတောင်းနေကျွန်တော်ကိုယ်တိုင်လေထဲမှာမစင်းမဲနဲ့လွတ်ပေးဖို့ပဲရှောက်တောင်းနေလို့မရဘူးစပါးရှင်ကိုတောင်းတဲ့အခါစပါးရိတ်သိမ်းသောသူတွေ
နဲနေတဲ့အတွက်ကြောင့်စဘာဝင်းမဲ့နေတယ်ရိတ်တော်သူနေတယ်ဆူတောင်းနေနဲ့ရိတ်တော်သူကြီးများဖျားပို့ပေးပါဆိုကိုယ်တိုင်တော့လဲတယ်မစင်းဘူးအဲ့ဒီဆရာသမားတွေကများတယ်ကျမ်းစာကျောင်းတစ်နှစ်ပမာပြီးမှဆင်းတဲ့လူတွေကျမ်းစာကျောင်းလဲကျောင်းပေါင်း100ကျော်လောက်ပြီအနည်းဆုံးဆရာတိခဲ့တာအခုကတော့200လောက်ကျော်ပြီဒီမှာအသေးအလက်အကြီးအဲ့ဒီကျောင်းဆင်းသွားတဲ့လူတွေပဲရွာမှာဆက်ကပ်ပြီးနေကြလဲတော့မသိဘူးဟုတ်ပြီလားပမာပြည်မှာရှိတဲ့မြို့တိုင်းနီးပါးလောက်မှာပို့ရင်တော့လုံလောက်တယ်ကျန်းစာကျောင်းတိုင်းကဆင်းသွားတဲ့ကျောင်းသူကျောင်းသားတွေပေရောက်ကုန်တယ်လေတော့မသိဘူးအဲ့ဒါကြောင့်ကျွန်တော်တို့ကိုဆက်ကပ်ဆူတောင်းရမယ်တော်တော်အရေးကြီးတာအနည်းဆုံးဆာလန်ဆရာဒါဝိမင်းကြီးလိုပဲမနေ့နေ့ညဆူတောင်းတယ်လို့ဒါနီလာလိုပဲမနေ့နေ့ညဒူးထောက်ပြီးတောင်းတယ်လို့ကျန်တဲ့ဟာကြီးစုတော်ချီးမွမ်းတာစားတာတောက်တာမပါသေးဘူးစပယ်ရှယ်ဆူတောင်းရမှာအဲ့မမေ့ကြနဲ့ကျွန်တော်ရဲ့နိုင်ငံအခြေအနေလေးအားလုံးသိတဲ့အတိုင်းပဲတောင်းရမယ်ကျမ်းစာကိုဖတ်ရင်လေသိပျော်စရာကောင်းတယ်ကျွန်တော်တို့ရှင်မသက်အခန်းကြီး9အငယ်9ကိုတတိရကြတယ်ဟုတ်တယ်မလား9ရှိလေတောင်းကြလော့တောင်းတင်ရမီရှာကြလော့ပါတယ်လေရှာလင်းတွေ့မီခောက်ကြလော့ခောက်လင်းပွင့်မီအဲ့ဒါလေသူ့ရဲ့ Greek ကျမ်းစာသူ့ရဲ့မူရင်းကဘာလဲသိလားတောင်းကြလော့မဟုတ်ဘူးဆက်လက်၍တောင်းကြအဲ့လိုအဓိပ္ပာယ်ရတယ်နော် asking ing asking not just ask one time asking knocking တကောက်ဆက်ပြီးခေါ်ရမှာနော်အဲ့ဒီလိုရှာကြလို့ seeking continuous tense ခေါ်တာပေါ့နော်အမလေးဆက်တဲ့ဖြစ်သူအတိတ်ပဲ not just seek ဆိုတဲ့ဟာကျွန်တော်တို့ knock ဆိုတဲ့ဟာဒီတခုတည်းမဟုတ်ဘူး ask ဆိုတဲ့ဟာမဟုတ်ဘူးအမှန်သူ့ရဲ့ Greek စကားလုံးက asking ဆက်ပြီးတောင်းနေတာဆက်ပြီးတော့တကားခောက်နေတာအဲ့ဒါကြောင့်ကျွန်တော်တရားဟောတဲ့အခါမှာကျမ်းစာကိုအဲ့ဒီလိုနားလေရမယ်ကျမ်းစာပိုက်ကဘာအဓိပ္ပာယ်ရှိတယ်လဲဆိုတော့သိချာနားလေပြီးမှကျွန်တော်ကိုယ်တိုင်လက်ခံပြီးတော့ကျွန်တော်ကိုယ်တိုင်မှာအသုံးပြုပြီးတော့မှပြန်ဝေငှကြရပါကိုယ်တိုင်လည်းမသိကိုယ်တိုင်လည်းနားမလဲကိုယ်တိုင်လည်းမလိုက်လျှောက်ပေးနဲ့လျှောက်ဟောနေတဲ့ဆရာကြီးကများတယ်ဟုတ်ပြီနော်ဆိုတော့ဒါဗါတဲ့လေဆူတောင်းတယ်လေအတူတကွပြောကြနံပါတ်1ကဘာလဲဂုဏ်တော်ကိုချီးမွမ်းခြင်းဂျေစုတင်ခြင်းကိုအပြစ်ကိုဝန်ချတောင်းပန်စွန့်ပစ်ခြင်းကျွန်တော်တို့စားပြီးတော့ပြီးတဲ့ခါကျတော့လေကျွန်တော်တို့မစွန့်ဘူးလားဟေးဘယ်မှာစွန့်ကြလဲစားပြီးတော့ပြီးတဲ့ခါအိမ်သားမှာသွားစွန့်ကြတယ်လေဘယ်သူကစွန့်ပြီးတဲ့ဟာလေးပြန်တယ်လာခဲ့လေဟေးသိလားပါအကုန်စွန့်ပစ်တယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူခရိယန်တွေခဏဝန်ချတောင်းပန်ပြီးတော့ပြန်ပြီးတော့သေးလာတာတော်တော်နန္တာပဲတိမ်လုံးနန္တယ်အသင်းတော်တစ်ခုလုံးလဲနန္တယ်ကိုယ့်ရဲ့ရက်ကွက်ကိုလမ်းမှာလဲနန္တယ်အဲ့ဒီလူဖြတ်သွားအဲ့လူတီးတယ်မလားအမလီအချင်းစာရိတပုတ်နေတာဟေးဆန်ဒေးကြတော့သူကတချင်းဆိုတာအရှိကဥဆောင်တာမဟုတ်တရုတ်6ရက်လုံးလောက်တာလိန်လိုက်ညာလိုက်တောင်းစားလိုက်အကျွေးလည်းပြန်မပေးလိုက်နဲ့နော်ဖယားရှိခိုးကြောင်းတဲ့တော့မှအလှငွေခံပြီးဆိုအလှငွေခံတဲ့လူအလှငွေကောက်တဲ့လူအရှိနာရောက်လာတဲ့ခါဘေးနာလူကခဏလေးပြီးပါဦးငါလောလောဆယ်မပါလို့ဆိုခဏလေးငှားပြီးတော့သူကထဲတာနောက်ကြတော့အဲ့သူဘေးနာလူနေရာပြောင်းသွားရင်နောက်ပတ်ဆိုပြန်လက်မပေးဘူးအဲ့လိုဖြစ်တဲ့ဟာတွေလည်းရှိတယ်နော်ဒါကြောင့်ကျွန်တော်တို့ကဒီတော့ကပတ်တော့ homiletics ဆိုတာ HOMILECTICS ခဏကြတော့တွေ့ပါလိမ့်မယ် homiletics ကိုကျွန်တော်ကသင်ကြတဲ့အခါမှာပထမဦးဆုံးကျွန်တော်တို့အရင်ဆုံးတော့ကပတ်တော်နဲ့ကျွန်တော်တို့ကဆက်ဆံဖို့ဖြစ်တယ်အဲ့ဒါကြောင့်ဖယားသခင်မှုတ်သွင်းတော်မူသောနှုတ်ကပတ်တော်ဖြစ်တယ်လို့ယုံကြည်စိတ်ချရတကိုးကကျွန်တော်တို့မှာမဟုတ်ဘူးဟေးတကိုးကနှုတ်ကပတ်တော်မှာဟာတကိုးကကျွန်တော်ရဲ့စကလုံးမှာမဟုတ်ဘူးဟေးဝိညာဉ်တော်အသုံးပြုတာအဲ့လိုဖြစ်ရမှာ
general က general ပြောတတ်လို့ဗမာစကားတတ်လို့အင်္ဂလိပ်လိုဟောတတ်လို့ဘာမှကိုယ့်ထက်အင်္ဂလိပ်လိုဟောတတ်တဲ့လူဒီတပုံကြီးကိုလိုပြောတတ်တဲ့လူဒီတပုံကြီးဖယားအသုံးမပြုရင်အလကားပဲဒါရောက်ဖယားတခင်အသုံးပြုဖို့ကျွန်တော်ပြင်ဆင်တဲ့ဟောဒီဆူတောင်းခြင်းလက်နဲ့စတာအဲ့ဒါကြောင့်မမေ့နဲ့နောက်ဒုတိယလက်ကိုကောင်းစင်ပြန်တတ်ထားအောင်ကိုစာရွက်မှာကိုရဲ့လက်ကိုတစ်ခုနောက်လက်တစ်ဖက်ကိုဆွဲထားစောလက်တန်းလေးကတော့ပါတယ်လေကုံတော်ချီမွန်ချင်းပြီးပါလေဂျေစုတင်ချင်းကိုအပြစ်ကိုဝန်ချတောင်းပန်စွန့်ပစ်ခြင်းသူတစ်ပါးအတွက်ဆူတောင်းပေးခြင်းကိုဆက်ကချင်းအခုနောက်လက်တစ်ဖက်ကိုပြန်ရေးမယ်ဟုတ်ပြီနော်နောက်လက်တစ်ခုကိုရေးတဲ့အခါကျရင်တော့လက်တန်းလေးကပါလေလှုပ်ကြည့်ရအောင်အခုလည်းပဲအဲ့ဒါနှုတ်ကပတ်တော်လက်လို့ခေါ်တယ်ခေါင်းစဉ်တက်နှုတ်ကပတ်တော်လက်စောကဆူတောင်းတဲ့လက်အခုကနှုတ်ကပတ်တော်လက်ကျွန်တော်ဒါအခြေခံဆိုပေမဲ့ဒီအခြေခံမကောင်းတဲ့လူတွေကများတယ်အုံမြင့်မကောင်းတဲ့အဆောက်အုံကြီးကိုဆောက်ပြီးတော့နေတာနဲ့အတူတူပဲကြောက်စရာကြီးနှုတ်ကပတ်တော်လဲတဲ့လက်တန်းလေးလှုပ်ကြည့်ပါအောင်နှုတ်ကပတ်တော်ကဘာလဲလဲနံပါတ်1ကဘာလဲလဲကြားနာခြင်းပြောကြည့်ပါဦးကြားနာခြင်းကျွန်တော်တို့ယောမ30အငယ်19တယောက်သွားဖတ်ကြည့်ပါဦးအမြန်လေးကိုဟာကိုအချိန်ရလို့ဖတ်တော့အငယ်73 74 75 76 79ဖတ်ရမှာပေါ့အခုအချိန်မရှိတော့တကြောင်လောက်သွားဖတ်တာပေါ့မှတ်လို့သားလို့ကောင်းအောင်ယောမဩဝါဒစာအခန်းကြီး30အငယ်19ကဘာပြောလဲကြားနာခြင်းအပြင်ဖျားသခင်ရဲ့စကားကိုကြားနာခြင်းအဖြစ်ဆိုတာတွေ့မယ်ဖတ်ပေးပါအောင်တယောက်လောက်တမီးဖတ်ပေးမယ်နော်ဟုတ်ကဲ့ယုံကြည်ခြင်းသည်ကြားနာခြင်းအဖြစ်ဖြစ်၏ကြားနာခြင်းသည်လည်းဘုရားသခင်၏စကားတော်အဖြစ်ဖြစ်၏အာမင်ကြားနာခြင်းအဖြစ်ယုံကြည်ခြင်းလည်းဖြစ်လာတာကျွန်တော်နှုတ်ကပတ်တော်ကိုကြားတာအခုဒီနေ့ကဘာပေါ်မှာနိုင်ငံရေးကြားတယ်စီးပွားရေးကြားတယ်ပျက်စီးမှုတွေကြားတယ်စစ်မဲ့အင်္ဂါတွေကြားတယ်အကုန်ကြားတာဒီများလို့နေဖယားဒီကြားတယ်မှာဖယားသခင်စကားကိုကြားဖို့ဖြစ်တယ်အာမင်ဘယ်သူမှလည်းအာမင်မပြောပါလားဟာအာမင်ဟုတ်ပြီလားအိတ်လိုက်တဲ့လူရှိရင်ပြောနော်တို့အလွတ်ကြမ်းပိုက်အလွတ်မတ်တက်ရပြီးချက်ခိုင်းမလို့မဟုတ်ပါဘူးနော်အေးကျေးဇူးတော်ကြောင့်အဲ့ဒါတော်တော်အရေးကြီးတယ်ကြားနာခြင်းအဖြစ်ယုံကြည်ခြင်းဖြစ်တာအဲ့ဒီကြားနာခြင်းကဘယ်ကလာတာလဲဖယားသခင်ရဲ့စကားတော်တွေကလာတာတဲ့ဟုတ်ပြီလားဆိုတော့ကြားနာခြင်းအရေးကြီးတယ်တဲ့နှုတ်ကပတ်တော်ကိုနားထောင်ရတယ်ကိုဟာကိုဖတ်ပြီးတော့ကြားနေရဖတ်တာနဲ့ကိုဟာကိုမြင်လိုက်တာနဲ့ဒါတခုကိုဟာကိုအတန်ထွက်ဖတ်လိုက်တော့တခါပြန်ကြားတာနဲ့မစိုးဘူးနော်ဆရာဆိုအခုတိပဲနော်နည်းနည်းအသက်လည်းရလာပြီသို့တော့ဖတ်ပြီးတော့ကိုဟာကိုအတန်ကြားပြီးတော့သဘောကျတခါတလေအနေအမြင့်နဲ့ဖတ်ကြည့်မစိုးဘူးကဲဆိုတော့ပထမအဆုံးကပါလေလက်တန်းလေးကကြားနာခြင်းလက်တကြွယ်လေးကတော့ဖတ်ရှုခြင်းပြောကြည့်ပါဦးဖတ်ရှုခြင်းအမလေးငါ့ဖတ်ပေးပါဦးမဟုတ်ဘူးကိုယ်တိုင်ဖတ်တာအဖတ်နာရမယ်တဲ့ဖတ်ပြီးဖတ်ပဲဟေးသုံးချိန်ဖတ်တာနဲ့အခေါက်30ဖတ်တာတဲ့တူမလားဟေးတူပါဘူး30ခေါက်လောက်ဖတ်ကြည့်တဲ့အခါအမလေးသဘောပေါက်သွားတာတွေ့သွားပြီအမလေးဝိညာဉ်တော်ပြောတာကိုနားလေလဲရပြီ3ခေါက်သွားဖတ်တာမတွေ့လိုက်ဘူးအနည်းဆုံးဆရာဆို30ခေါက်လောက်ဖတ်တယ်ကိုကလည်းအရက်သမားဖြစ်ခဲ့တယ်ဆိုတော့အရက်တီစားကြောင့်ဟလာတိတ်ပြီးဦးနောက်ကတိတ်ကောင်းတော့မဟုတ်ဘူးရေးလိုက်ဖတ်လိုက်နဲ့အမေအလွတ်တွေပါရလာတာဗောဒါအောင်မလို့ပထမအဆုံးကဘာလဲကြားနာခြင်းဒုတိယဘာလဲဖတ်ရှုခြင်းလက်တကြွယ်ကတော့လိတ်လာခြင်းကဘာလာပြီလားလိတ်လာခြင်းလာပြီတတိယအချက်ကလိတ်လာတာအမလေးတချို့တွေကအင်္ဂလိပ်လိုမဖတ်တတ်ပေမဲ့သွားလိတ်လာတာဗောကိုကျန်းစာအုပ်မကဘူးဟေး
ခုခေတ်ဆိုရင်အင်္ဂလိပ်လို version တွေကအများကြီးပဲအခု20လောက်တော့ကျော်လာပြီအမလေး version ထဲမှာကောင်းတဲ့ဟာဒီ10ခုလောက်ဖတ်ရတယ်ပြောမှပြောအဲ့ထဲမှာ Hebrew နဲ့ Greek နဲ့ပိုကြိုက်တဲ့ King James ကို study လုပ်တာပေါ့ဆရာတို့ကတော့New American Standard Version ကိုဖတ်တာပေါ့ ESV ကိုဖတ်တာပေါ့ NIV ကဟိုနောက်ဆုံးမှာဖတ်တာပေါ့အဲ့လိုသဘောတရား New Translation ဖတ်တာပေါ့ပြီးတော့မှကျွန်တော်တို့ next ဆိုတဲ့ Bible ဖတ်တာပေါ့အဲ့လိုဟာမျိုးတွေပေါ့ဆိုတော့ကဖတ်နာရမယ် read reread and reread ဖတ်ပြီးရင်ဖတ်ပဲအဲ့ဒီဖတ်တဲ့ခါကျဘာတွေ့လဲကရိယာဘာလဲဟိနောင်းကဘာလဲဟိကရိယာတို့နံတို့သိရမယ်လေဝိပတ်ကဘာလဲဟိစကဆက်ကဘာဒီလဲဟိအဲ့လိုမြင်ရမှာဖတ်တဲ့ထဲမှာဘယ်လိုပုံကိုယ်ဒီပါတယ်လေလူလားဖယားလားဟုတ်လားစာရမဏတ်လားဟာဣသရေလလူမျိုးလားဘယ်အိမ်ထောင်မိသားစုပြောနေတာလဲအကုန်လုံးဟူဘယ်သူတွေလဲဝဲဘယ်မှာလဲတောင်ပေါ်မှာဖြစ်တာလားပင်လယ်မှာဖြစ်တာလားလေထဲမှာဖြစ်တာလားအိမ်ထဲမှာဖြစ်တာလားအိမ်ပေါ်မှာဖြစ်တာလားဗိမာန်တော်ထဲမှာဖြစ်တာလားဝဲဘယ်မှာလဲဆိုပြီးတော့မေးရတယ်ဖတ်တာလကားဖတ်တာမဟုတ်ဘယ်သူပါတယ်လဲကောင်းကင်နမန်လားwho လို့မေးရတယ် who မပါရင် what ပါလေကိုဖတ်တာပါလေတခါတည်းကျမ်းစာဆရာမေးတဲ့ခါကျဆရာရဲ့ကျမ်းစာကျောင်းသူကျောင်းသားများ Christian Discipleship International Bible School ဆိုဆရာဖွင့်ထားတယ်လေကျမ်းစာကိုဖတ်တဲ့ဟာပါလေလို့အရင်ကိုမေးရမယ်ကိုဟာကိုလည်းအဲ့ဒီဘေးနားမှာနေရေးထားပါဦးကျမ်းစာဖတ်တဲ့အခါတိုင်းမှာတပိုက်ပဲဖြစ်တကြောင်းပဲဖြစ်တလုံးပဲဖြစ်တအုပ်ကလေးပဲဖြစ်အုပ်ကြီးပဲဖြစ် the whole Bible ပဲဖြစ်ကျမ်းစာကပါပြောတယ်လေအဲ့လိုကိုမေးအဲ့ဒါအရေးကြီးဆုံးဒါ hermeneutics တွေနဲ့ခါကျဒါမပါလို့မရအခုကကျွန်တော်တို့က homiletics ဆိုတော့ဟောပြောမဲ့သူတွေကအရင်ဆုံးဖတ်ရှုနားလေပြီးမှဟောလို့ရမှာအခုကနားမလေပဲနဲ့ဟောတာ online မှာရှောက်နားထောင်ပြီးပြန်ဟောတာသူများဟောပြီးသားပြန်ဟောတာဟိုစာအုပ်ဖတ်ပြီးတော့ဖတ်တဲ့အတိုင်းရှောက်ပြောနေတာကိုယ်တိုင်မလိကျင့်ပဲနဲ့ကိုယ်တိုင်မခံစားပဲနဲ့ကိုယ်တိုင်မခံယူပဲနဲ့ဟောပြောလို့ရှိရင်တော့ဝိညာဉ်တော်အာနာစရာကောင်းတယ်ကြားနာတော့သူတွေကိုလိန်ညာပြီးဟောနေတာဖြစ်လူတွေကတော့သဘောကျတာပေါ့အောက်ကလူကလည်းဘာမှမလိလားဆိုတော့ဘာပဲပြောသူတို့လည်း amen hallelujah ပြောတာနဲ့သဘောကိုကျတာပေါ့ဆိုတော့နံပါတ်1ကဘာလဲကျမ်းစာကိုဖတ်တဲ့အခါတိုင်းဘယ်လိုမေးရမလဲကိုဖတ်တဲ့ကျမ်းစာကပါပြောတယ်လေဒုတိယရေးပါအောင်ဆရာမမေ့ခဏကြာတော့လဲပါမယ်လေနော်ဒုတိယချက်ပြန်ပြောမယ်ပါဆိုလို့ဆရာထန်ခေါလက်မြို့တော်လားမသိဘာဖြစ်တယ်လဲဟုတ်ပြီဟုတ်ကဲ့ဆရာထန်ခေါဟောသူလက်ကလေးမြို့ပြီးတော့ဆရာကြီးကိုမေးချင်တာရှိမလားလို့အဲ့ဒါကြောင့်ဟုတ်ကဲ့မေးပါခင်ဗျဆရာထန်ပြောပါunmute လုပ်ပြီးတော့ပေါ့အဲ့ဘောသူမရှိဘူးထင်တယ်ဆရာကြီးဆက်ပြောပါဩဆက်ပြောပါတို့အားလုံးကိုရက်ဆိုတဲ့အနေနဲ့လားဟုတ်တယ်အဲ့ဒါတော့မေးကြည့်တာโอเคဆိုတော့ပထမကျမ်းစာကိုဖတ်တဲ့အခါကျမ်းတစ်ပိုက်ပဲဖြစ်တကြောင်းပဲဖြစ်တလုံးပဲဖတ်တခန်းပဲဖတ်သုံးခန်းပဲဖတ်တအုပ်လုံးပဲဖတ်ကျမ်းစာတမတိတစ်ခုလုံးပဲဖတ်တဟောင်းလုံးတမဟောင်းပဲဖတ်ပထမအဆုံးပါမေးရမလဲကိုကျွန်တော်ဖတ်တဲ့ကျမ်းစာကဘာပြောတယ်လဲပြောကြည့်ရပါတယ်လေအလွတ်ရပါစေနော်စာအလွတ်ချက်ခိုင်းတာမဟုတ်ဘူးသိနေရမှာကျွန်တော်ဖတ်တဲ့ကျမ်းစာကဘာပြောနေတယ်လဲအဲ့ဒီဘာပြောနေတယ်လဲဆိုတဲ့လို့မေးလိုက်တာနဲ့ဘာဒီမေးရမလဲwho ဘယ်သူဒီလဲဘယ်သူဒီပါလဲဘယ်လိုပုဂ္ဂိုလ်ဒီပါတယ်လဲသိရမှာလေဖယားသခင်ပါလားဒီနေရာမှာဖယားသခင်တော့ဖယားသခင်လို့ပြောရင်ခမည်းတော်ပြောတယ်မှတ်ထားသားတော်လို့ပြောရင်ဟာယေရှုခရစ်တော်ပြောတယ်သခင်ဖယားလို့ပြောရင်ယေရှုခရစ်တော်ပြောတာတချို့ကျမ်းပိုက်မှာယေရှုခရစ်တော်လို့ပြောရင်သူက humanity ကိုဥစားပေးပြီးတော့ပြောနေတာ
เยซูคริสต์တော်ဆိုเยซูဆိုတော့လူစားတိခံယူတဲ့နာမတခင်ယေရှုခရစ်တော်လူစားတိကိုဦးစားပြီးပြောနေတာခရစ်တော်အနောက်မှာလေနော်အဲ့ဒါဖျားစာတိသဘောကိုပြောတာ Christos လို့ခေါ်တယ် Christos ဆိုတာက appoint ကျွန်တော်တို့ anointed one ဖျားတကယ်ဘိတ်သိက်ကိုရတော့သူဘိတ်သိက်ခံရတော့သူလို့အဓိပ္ပာယ်ရတခါတလေတမတိကျမ်းမှာဩဝါဒစာဒီမှာဖတ်ရင်ခရစ်တော်ယေရှုဆိုတာပြန်ပါလာတော့တချို့နေရာမှာခရစ်တော်ယေရှုလို့ပါခဲ့ရင်ခရစ်တော်ကိုအရင်ပါတဲ့အတွက်ကြောင့်ဘယ်လိုနားလဲရမလဲ။အော်ဖျားစာတိကိုဦးစားပေးပြီးဒီနေရာမှာဝိညာဉ်တော်ကသွန်သင်နေပါလားအဲ့ဒီလိုတချို့နေရာမှာတော့ယေရှုကြီးပဲပါတာခရစ်တော်လည်းမပါဘူး။အော်ဒါဆိုလူစာတိနဲ့ပိုင်ဆိုင်တဲ့အကြောင်းအရာတွေကိုပြောနေပါလား။တချို့နေရာမှာယေရှုမဟုတ်ဘူးကွာယေရှုခရစ်လည်းမဟုတ်ဘူးခရစ်တော်ကြီးပဲသုံးတော့တာ We are in Christ ။အော်အဲ့ဒါဆိုခရစ်တော်ဆိုတဲ့ဟာကဖျားစာတိကိုဦးစားပေးပြီးဒီနေရာမှာကျမ်းရေးဆရာကသိစီခြင်းတယ်လို့မှတ်ထားတယ်။အဲ့ဒါကြောင့်ဟူဆိုပြီးတော့ကိုယ့်ကိုမေးရတယ်။ကိုဖတ်တဲ့ဟာဟူဘယ်သူဒီလဲ။စာရမဏအကြောင်းလားခေါင်းကင်နမန်လားပေါလုလားပေတရုလားမောရှေလားအာဗြဟံလားအာဒမ်လားမွေလားဘယ်သူလဲပေါ့။ပြီး what ဘာလဲ what ဆိုတော့ပုဂ္ဂိုလ်မဟုတ်ဘူးပေါ့တောတောင်လားရေမြေလားယာတိဥဒုလားပင်လေလားစိုင်းရေလားပစိန်လားကြောက်ခဲလားwhat ဘာလဲဆိုမေးရတယ်အဲ့လိုမေးတဲ့အခါကိုဖတ်တဲ့ကျမ်းစာကိုနားလေလာတယ်လीအခုကဘာဘသူမှလည်းမသိဘာမှမသိဆိုဖြစ်နေနောက်တတိယမေးရမှာကတော့ဘယ်လိုမေးရမှာလဲဆိုရင်အဲ့ဒီဟူးရဲ့အောက်မှာပဲလေအခုပြောတာကsorry ကျမ်းစာဘာပြောတယ်လဲဆိုတဲ့အောက်မှာ who ဆိုတာပါပြီး what ဆိုတာပါပြီး where ဘယ်မှာလဲအဲ့လိုမေးရတယ်ကိုဖတ်တဲ့ကျမ်းစာကိုလေကျမ်းစာဖတ်တဲ့အခါမှာဘယ်မှာလဲဘယ်မှာပြောနေတာလဲကျမ်းရေးဆရာဘယ်မှာပြောနေတာလဲကျမ်းရေးဆရာကအီတလီကနေပြောနေတာလားယောမကပြောနေတာလားကောရိန္သုကနေပြောနေတာလားတခင်ယေရှုတောင်ပေါ်ဒေသနာကနေပြောနေတာလားစီအောင်တောင်ပေါ်ကနေပြောနေတာဗိမာန်တော်အထဲကပြောနေတာလားဂါလိလဲအိမ်မှာပြောနေတာလားအိမ်ထဲကပြောနေတာလားအိမ်ပေါ်ကပြောနေဆိုတာဘယ်မှာလဲဘယ်မှာပြောသူက geography လို့ခေါ်တယ် geographical သိအရေးကြီးတာဘယ်မှာပြောတယ်လဲဆိုတာလည်းအရေးကြီးတယ်ဟုတ်ပြီနော်နောက်တစ်ခုက when ဘယ်အချိန်မှာပြောတာလဲမနေ့လားနေ့လေလားညလားတကောင်ရမှာလားရေးထားနော်မရေးထားပဲအလို့ရမှာမဟုတ်ဘူးနော်ဆိုတော့ဘယ်သူပါလဲပြီးတော့ဘယ်မှာလဲနေရာတည်တာပေါ့နော်ဂျေရုဆလင်ဆိုခင်ဗျားတို့ဥပမာမသိဘူးဆို Google မှာဂျေရုဆလင်တွားရိုက်လိုက်တဲ့ကဂျေရုဆလင်ကဘယ်မှာဘယ်လောက်ကျေပြန့်တယ်ဘယ်ဣသရေလတိုင်းပြည်ရဲ့ဘယ်နားမှာနေတယ်ဂျေရုဆလင်ရေပြင်လေရေမျက်နှာပြင်အောက်မှာရောက်နေတာလားအပေါ်မှာရောက်နေတာလားအကုန်သိရမှာပေါ့ဆိုလိုတာအဲ့ဒါကြောင့်ကျွန်တော်တို့ဘယ်မှာလဲလို့ပြောရင်တိတ်အရေးကြီးတယ်သခင်ယေရှုကဘယ်နေရာမှာသူတွင်တင်နေတာတော်တော်ရေးကြီးတယ်လှေထဲကနေတွင်တင်နေတာလားဟောနေတာလားအတုပမှာဟောနေတာလားဟုတ်ပြီလားသခင်ယေရှုခရစ်တော်အတုပမှာဟောနေတာတနည်းအားဖြင့်မုတ်ဆိုးမရဲ့တားငယ်တည်တဲ့အခါမှာခရစ်တော်ခေါ်ဖိတ်တယ်လीနော်သခင်ယေရှုအတုပမှာဆရာပထမဦးဆုံးတရားဟောဖို့အခေါ်ခံဖို့တဲ့အကြောင်းအရာအတုပမှာတရားဟောဖို့ခေါ်တာအမလီကိုကတရားဟောဘောက်ဆာလေးပဲဖြစ်သေးတယ်ဆိုတော့ဟာဘာဟောရမှန်းမသိဘူးဘယ်လိုပြင်ရမှန်းလည်းမသိကျမ်းစာကြောင်းလည်းမတက်ဖူးသေးဘူးဟိုကျမ်းအုပ်ဒီကျမ်းအုပ်အကုန်လုံးတော့ဖတ်တာပေါ့ခဏခဏဖတ်တာပေါ့ဟိုသင်တန်းလေးတက်ဒီသင်တန်းလေးတော့တက်တာပေါ့ဒါပေမဲ့ဘာဟောမှမသိဘူးဆိုတော့ဆရာခရစ်ဝင်ကျမ်းလေးဆောင်ကိုဖတ်တယ်မိုးလင်းဖတ်တယ်ဘာလို့ရှာနေတာလဲဆိုတော့ယေရှုခရစ်တော်အတုပမှာဘယ်လိုတရားဟောတယ်လဲဆိုတော့သွားဖတ်တာဘယ်ယေရှုခရစ်တော်အတုပမှာတရားမဟောသူနဲ့တွေးကြည့်တဲ့အတုပရှင်သွားတာနဲ့အလုံးမဖြစ်ဘူးလေနော်ဆိုတော့အဲ့ဒီလိုပေါ့ဆိုတော့ခုနကတော့မေးတယ် who what where when ဘယ်အချိန်မှလဲနော်တကောင်ရံမာလားနော်နတ်နဲ့လား
โมเลนลาอุปมามากูอคันยีติดเงตงเซงากูตัวจีขมยารูเจโร practice ลูกพูดของเขานะมากูติดตงเซงากูตัวจีเยซูตีนั่นเนโซโซทายุเดเนาะโตอยากกูทดจอบสุดท้ายโนมูเดแต่นี่ดาลงกูขมีโรเนี่ยเซตเวลาเซกัดดาอันนันดาบอกว่าพยายามลูโรกูสองบุตรด้วยสิ่งที่ปีนาบอกว่าสุดแล้วก็แต่คิดยิชูอ่ะเบชิงมาเบสุดละเอราจงเว้นอ่ะชิงเนี่ยปัตเตบิโรตีพูดรู้บาร์เร่น้องดูกว่าบาเล่ why ป้าจังเลยลูกเมียมาท่าจังกูพัดเดจำไปเทมาป้าจังที่มาเปียวโยบะจังกูพัดเดค่ะป้าจังโยบะที่ลูดุขะเสียขาดาเลยตุตังเอชินตงยอกะป้าจังที่ลูเปียวดาเลยอาซาชิเดปีบอกว่าป้าจังเดี๋ยว why ป้าจังเลยအခုခမရတို့ကျွန်တော်ဒုက္ခဆင်းရဲရောက်ကြတယ်ป้าจังที่ลูดุขะเสียရောက်ရတာလေဆူတောင်းရတာနဲ့အလိုတော်ကိုလိုက်ရတာနဲ့ဘာဖြစ်လို့ဒီလိုဖြစ်တာလဲဆရာပြီးခဲ့တဲ့တနင်္ဂနွေနေ့ကဆရာဘုရားကျောင်းမှာတရားဟောတယ်ရှင်လုကအခန်းကြီး၈ကဟောတာအဲ့ဒါမာကုအခန်းကြီး၄အငယ်35နဲ့လည်းအတူတူပေါ့တခင်ယေရှုကပြောတယ်တပည့်တော်တွေတနေ့တာလုံးသူတရားဟောတာမောပန်းနေတာပေါ့ဒါကြောင့်မလို့ကန်းတစ်ဖက်ကိုကူးကြစို့လေထဲကိုအလုံးဝင်ပြီးတော့ကာလေလဲအိမ်ကိုကူးကြတာပေါ့ဟာဒီကာလေလေးကိုကူးကြတဲ့အခါမှာလေပြီးပုံတိုင်းတွေ့ကြပြီအဲ့ဒါမတော်တဆတွေ့ကြတာမဟုတ်ဘူးလေဟုတ်ပြီလားသခင်ယေရှုခရစ်တော်ကြိုသိသားပဲမုန်တိုင်းလာမယ်ဆိုတာသိတာပေါ့တပည့်တော်ဒီနဲ့ तू သွားတဲ့အခါ तू ကလေထဲမှာအိတ်တောင်အိတ်နေသေးတာအော်တခါတည်းခမများတို့ကျွန်တော်အလိုတော်အတိုင်းသွားခြင်းလာခြင်းပြောဆိုနေထိုင်ခြင်းရှိတော်လည်းပဲဒုက္ခဆင်းရဲကတွေ့တယ်ဆိုတာကိုမမေ့နဲ့ငါအလိုတော်ကြောင့်လောက်တာဘာကြောင့်ဒုက္ခရတာလဲလို့သွားမမေ့နဲ့ဘုရားသခင်ကိုအချင်းကုန်တယ်ဟုတ်ပြီလားဆိုတော့ခုနတော့မေးတဲ့ဟာလေးမှာတစ်ခုရှိတယ် how ဘယ်လိုဖြစ်သွားတယ်လဲအဲ့ဒါနဲ့အဆုံးသတ်ရမှာဟုတ်ပြီနော် how ဘယ်လိုအဆုံးသတ်သွားတယ်လဲအာဒမ်นี่อีว่าဘုရားသခင်ပြောတယ်နားမထောင်တော့ဘယ်လိုအဆုံးသတ်သွားလဲကဲသင်ခန်းစာကြီးအများကြီးဣသရေလလူမျိုးတွေလေပင်ခိုင်မာတယ်ခေါင်းမာတယ်နှလုံးမာတယ်ကြောက်ခဲလို့ပဲအသားနှလုံးကိုငါထည့်ပေးမယ်ကြောက်နှလုံးငါထုတ်မယ်ယေရမိ31တခုလုံးမှာဖိုင်တွေ့မှာဆိုလိုတာကတော့ဘုရားသခင်ကဒီလိုခိုင်မာတဲ့ကြောက်နှလုံးသားတွေနူးညံ့လာဖို့ဘုရားသခင်ဝိညာဉ်တော်ကနှုတ်ကပတ်တော်ကြောက်နဲ့နှုတ်ကပတ်တော်တူနဲ့တူတယ်တူနဲ့ထုကြောက်တုံးကြောက်ခဲတူနဲ့ထုတော့ကွဲတာဗောတခါတည်းကျွန်တော်ယုံကြည်သူခရိယန်တွေလည်းဘုရားသခင်ကနည်းနည်းပါးပါးထုလိုက်တာနဲ့ကျွန်တော်တို့អော်ကြပြီနော်អော်ကြပြီဘုရားသခင်တွင်တင်လာပြီဆိုရင်သာသမီစင်မဘုရားသခင်ဆုံးမတယ်လို့ခေါ်တယ်ဘုရားသခင်သူ့သားသမီးတွေကိုဆုံးမတယ်နှစ်သက်တော်မူသောသားတို့ကိုတန်ခတ်တတ်တယ်တဲ့အဲ့ဒါတွေလည်းမိလို့မရဘူးဒါမှမဟုတ်ခုနတော့ကျမ်းစာဖတ်တဲ့ခါမှာဘယ်လိုဖတ်ရမလဲအကျဉ်းချင်းဖတ်ရမယ်အကျဉ်း30လောက်ဖတ်ရမယ်ကိုတရားဟောမဲ့ကျမ်းပိုက်ကိုရွေးပြီးဟိတ်ဆိုရင်တပိုက်ပဲရွေး5ပိုက်ပဲရွေး10ပိုက်ပဲရွေးတစ်ခန်းလုံးပဲဟောအနည်းဆုံးပဲတဲ့ချင်းဖတ်ရမလို့ဆရာစောဆရာဥပမာပေးပြီးပြောလဲ30အကျဉ်း30ဟာအဲ့ဒီခါကျကိုဟောပြောမဲ့ဒီကျမ်းပိုက်ကိုအကျဉ်း30ဖတ်ပြီးဆိုရင်မှတ်ထားအရှိနာအခန်းကိုလည်းအကျဉ်း30အနောက်ကဟာကိုလည်းအကျဉ်း30ဖတ်အဲ့ဆိုခမဟောမဲ့ခလေရဟာနားလေတာဗောအရှိမပါဖြစ်ပြီးတော့အနောက်မှာဘယ်လိုဖြစ်တယ်လဲ context မှတ်ထားအောက်နားမှာရေးထားအထက်အောက်စီလျော်အောင်နားလေရမယ်လို့အထက်အောက် context ကျွန်တော်တရားဟောမဲ့လူတွေရဲ့ဏိဒန်းမှာ homiletics ရဲ့ဏိဒန်းကလေးကဆရာပြောပေးမယ် context ကိုနားလေရမယ်ကျမ်းစာရဲ့အထက်အောက်အရှိအနောက်စီလျော်အောင်လို့ကျွန်တော်နားလေမှဟောပြောတင်တို့အစဉ်ပြေမယ်
ကဲစောစောကကျွန်တော်တို့ပြောလာတဲ့ခါမှာကျမ်းစာကိုကြားနာခြင်းဖတ်ရှုခြင်းမှာကျွန်တော်တို့ခုနကတော့တွေ့လိုက်ပြီဖတ်ရှုတာအဲ့လိုအစစ်စစ်ရှိတယ်ခလေကတော့လေ့လာခြင်းဆိုတော့ကျွန်တော်တို့ကျမ်းစာကိုဖတ်တဲ့အခါရှင်ပေါလုရေးတဲ့ဩဝါဒစာအားလုံးကိုကျွန်တော်လေ့လာရတော့သူရေးလိုက်တဲ့ဖိလိပ္ပိဩဝါဒစာကိုလေ့လာတဲ့ဆိုပါစို့ဖိလိပ္ပိနဲ့သူရေးထားတဲ့ထောင်စာလို့ခေါ်တယ်ထောင်ထဲကနေရေးလိုက်တဲ့စာ၄အုပ်ရှိတယ်၄ဆောင်အေဖက်ဩဝါဒစာဖိလိပ္ပိကောလောသဲဖိလေမုန်ဒီ၄ဆောင်ဆိုတော့ထောင်စာလို့ခေါ်တယ်AD 62ဝန်းကျင်လောက်မှာရေးတယ်ဟေးထောင်ထဲကနေရေးလိုက်တာဟေးပွဲလန်းတပင်ထဲကနေရေးလိုက်တာအောင်မြင်မှုထဲကနေရေးလိုက်တာမဟုတ်ဘူးဟေးထောင်ထဲမှာခရစ်တော်ရဲ့နာမတော်ကြောင့်ဝန်ဂေလိတရားကြောင့်ထောင်ချခြင်းခံရတာအဲ့ဒီထောင်ထဲကနေရေးလိုက်တဲ့ဖိလိပ္ပိဩဝါဒစာဘာကြောင့်လဲ The Christian Joy ခရိယန်တို့ဤဝမ်းမြောက်ခြင်းထောင်ထဲရောက်တဲ့လူကဘာဝမ်းမြောက်စရာရှိပြီးတော့ तू ကထောင်မှာအပြင်မှာရှိတဲ့လူအားပေးနိုင်တဲ့ခွန်အားဘယ်ကလာလဲဖိလိပ္ပိ43ဟေးဘာတဲ့လေအားလုံးရကြတယ်ငါကိုခွန်အားနဲ့ပြည့်စုံစေတော်မူသောခရစ်တော်အားဖြင့်ခတ်သိမ်းသောအမှုတို့ကိုငါတတ်စွမ်းနိုင်၏43ကဒီလိုပြောတာဘယ်လိုကြောင့်လဲအပေါ်က7ကိုဖန်မှာတွေ့ရမှာတဲ့ချို့ရဟို boxing ring ထဲမှာဟုတ်ကဲ့ကျွန်တော် UFC ring ထဲမှာboxing ထိုးဖွဲ့ကြတဲ့ထိုင်းမှာလက်ဝဲထိုးတဲ့လူကျွန်တော်မှတ်မိတယ်အဲ့ဒီလူကတော့နာမည်တော်မိသွားပြန်ပြီအဲ့ဒီလူရဲ့ကြောကုန်းမှာဗာရေးထားခရစ်တော်အဖြစ်ခတ်သိမ်းသောအမှုတော့ငါတက်စွမ်းနိုင်၏တဲ့အင်ကြီးကြီးဝတ်ပြီးတော့ချတာနောက်ဆုံးကျအောက်မှာမှောက်နေဆိုပရိသတ်ကဖတ်တဲ့ကျမ်းပိုက်ကငါကိုခွန်အားနဲ့ပြည့်စုံစေသောခရစ်တော်အဖြစ်ခတ်သိမ်းသောအရာတို့ငါတတ်နိုင်၏လို့ရေးထားတယ်ဆိုတော့ကျမ်းပိုက်နဲ့ဒါထိုးတာနဲ့ဘာမှအဆင်မပြေဘူးလေမကိုက်ဘူးလေအဲ့ဒါကိုပြောတာမဟုတ်ဘူးရှင်ဘောလူကအဲ့ဒီဖိလိပ္ပိဩဝါဒစာအခန်းကြီး4အငယ်73ကိုဖတ်ရင်သူ့ရဲ့ context ကအပေါ်7နဲ့7ကိုဖတ်မှအဲ့ဒါရဲ့အဓိပ္ပာယ်73အဓိပ္ပာယ်ပါလဲ contentment အရာရာမှာဂျင်းတ်တယ်အရာရာတိုင်းမှာတင်းတိမ်ရောက်ရဲမှုရှိတာကိုပြောတာခရစ်တော်အဖြစ်ရှိသည်များအလုံးတတ်နိုင်ရှောက်လုပ်နေဖို့မဟုတ်ဘူးအဲ့ဒါကြောင့် context ကရေးကြည့်တယ်လို့ပြောတာတခါတလေတို့တချို့ကျမ်းစာကြောင်းတွေလည်းအများကြီးပြီးတယ်ကျမ်းစာကြောင်းပွင့်တယ်အများကြီးရတယ်ဒါပေမဲ့ context ကို study မလုပ်တတ်ကြတဲ့လူတွေလည်းအများကြီးပဲတွေ့ရတယ်သူတို့ဟောပြောတာနဲ့သိတာပဲနော်ဆိုတော့ကျွန်တော်ခုညနေမှာကြာနာခြင်းဖတ်ရှုခြင်းလက်ခလဲကလေ့လာခြင်းဆိုတဲ့အထဲမှာကျွန်တော်တို့မှာအထောက်အကူလေးတွေလိုလာပြီဆိုတော့အထောက်အကူအကျမ်းအဖြစ်၄-၅ခုရေးထားလိုက်ပေါ့ဟုတ်ပြီနော်လေ့လာခြင်းထဲမှာအထောက်အကူဖြစ်အောင်ကျွန်တော်တို့ရဲ့ကျမ်းစာအုပ်ဗမာလိုဖြစ်ဖြစ်အင်္ဂလိပ်လိုဖြစ်ဖြစ်ချင်းလိုဖြစ်ဖြစ်ကချင်လိုဖြစ်ဖြစ်ကရင်လိုဖြစ်ဖြစ်ရခိုင်လိုဖြစ်ဖြစ်ရှင်အဲ့ဒါအတိကကျွန်တော် Bible ကိုကောင်းကောင်းဖတ်ရမယ်အကျဉ်း30လောက်ဖတ်ရအနည်းဆုံးပေါ့အဲ့ဒါပြီးတဲ့ခါကျရင်ကျွန်တော်တို့ဖတ်ယုံနဲ့လေ့လာကြားယုံနဲ့ဖတ်ယုံနဲ့မပြီးဘူးလေ့လာတဲ့အခါမှာအထောက်အကူဆိုတာလိုတယ်တတာကျမ်းလဲလိုတယ်လေကျမ်းစာကိုတတာလိုရေးထားတာလေအတိတ်ပိစုပန်အနာဂတ်ဆိုတာရေးထားတယ်လေတောက်တတာမသိလို့မရဘူးတတာမတတ်စာမတတ်တဲ့တောက်မလို့တို့တတာစာအုပ်လေးလဲဝယ်ထားရမယ်အင်္ဂလိပ်လိုတတ်နိုင်တဲ့အင်္ဂလိပ်လိုဗမာလိုတတ်နိုင်ဗမာလိုကျမ်းစာရေးတာ literal grammatical writing လို့ခေါ်တယ်တတာကြရေးထားတာဟေးတတာမကြဘူးဆိုရင်မှားပါမယ်ကျမ်းစာကဖြစ်ပြီးတာကိုပြောတာလားဖြစ်နေစေကိုပြောတာလားဖြစ်အောင်မဲ့အရာကိုပြောတာလားတော်တော်ကိုလေ့လာတာနော်အဲ့လိုလေ့လာတဲ့အခါမှာအကျမ်းအဖြစ်5ခုလောက်အထောက်အကူပြုမဲ့ဟာတော့ကျွန်တော်တို့ရဲ့ကျမ်းစာအုပ်ဘေးနားမှာ
ဟောပြောတဲ့တီခံမဲ့လူတွေရဲ့ဘေးနားမှာကျွန်တော်ရဲ့မိခင်ဘာသာကျမ်းစာအုပ်အပြင်ဘေးနားအထောက်ကူဖြစ်9ခုလောက်ထားရမယ်အဲ့ဒါကြောင့်အဲ့9ခုရေးမယ်ခုနံပါတ်1 concordance လို့ခေါ်တာပေါ့နော် concordance ဆိုတော့ကျမ်းညွန်းစာအုပ်လို့ခေါ်တာပေါ့နော်ကျွန်တော်ပမာပြီးမှတော့ပမာလိုပါတာပြန်တဲ့ကျမ်းညွန်းစာအုပ်ဒီလည်းရှိတော့ပြီဥပမာဆိုကြပါစို့ဂျေဇုတော်ဆိုတဲ့စကားလုံးကိုလှန်လိုက်တာနဲ့ဂျေဇုတော်နဲ့ပတ်သက်တဲ့တောက်လုံးမှာကျမ်းစာကပောက်ကြနဲ့ပြတိကျမ်းမှာရှိသမျှအလုံးဂျေဇုတော်ဆိုပေါ်လာမှာအဲ့ဒါကိုပြောတာ concordance ဆိုတာလို့တယ်ကျွန်တော်တို့အင်္ဂလိပ်လိုတက်မြောက်တဲ့လူတွေကတော့အများအားဖြင့် young concordance တို့ exhaustive concordance တို့အဲ့လိုဟာဒီရှိတာပေါ့လေကျွန်တော်ပမာပြည်မှာလည်းအဲ့ဒီကျမ်းညွှန်းစာအုပ်ဒီရှိမယ်ကျို့ပမာကျမ်းစာအုပ်အမဲကြီးရှိတယ်အဲ့ဒီအမဲအရှိမှလည်းပဲကျမ်းညွှန်းဒီပါတယ်အတော်ယုံသိယုံတို့နားလေလို့ရတယ်ကကနေအအထိရေးထားတယ်အကြောင်းအရာအဲ့ဒါဒီကအထောက်အကူဖြစ်တဲ့အတွက်ကြောင့်ပါကိုပါဘာလို့ကိုတယောက်တည်းအကုန်လုံးကိုတစ်ချိန်တည်းမှာအကုန်လုံးရှာလို့မတွေ့နိုင်ဘူးလေကျန်တဲ့ပုဂ္ဂိုလ်တွေကတခါတဲ့နေညမပြတ်မအိပ်ပဲနဲ့ရှာဖွေထားတဲ့တလုံးပြီးတလုံးမှတ်ထားတာအဆင်ပြေတယ်နော်အထောက်အကူဖြစ်တယ် concordance ဆိုတာရှိရမယ်နံပါတ်1နောက်နံပါတ်2ကတော့ Bible Dictionary good Bible Dictionary ကောင်းသောမှန်ကန်သောတမန်ကျမ်းစာအ내ဖွင့်အပိဒံလိုတယ်အခုလည်းပမာပြီးမှာအဲ့ဒီလိုကျမ်းစာအပိဒံကြီးရှိပါတယ်နော်ကျွန်တော်ဒီစင်ပေါ်မှာတော့လောလောဆယ်မရှိဘူးကျွန်တော်ဖះเจ้าမှာထားပေးတယ်လူအားလုံးဒီအတွက်ကျမ်းစာ Bible Dictionary good Bible Dictionary ကလိုတယ်နော်အဲ့ဒါလေတိတ်အရေးကြီးတာပဲနှုတ်မကျွန်တော်စကလုံးရဲ့အတိတ်ပဲတခုကျွန်တော်ပမာလိုတော့မှဆိုကြပါစို့ကိစ္စဆိုပါစို့တချို့လူတွေကကိစ္စဆိုတာနားမလည်ဘူးကိစ္စဆိုတဲ့အတိတ်ပဲပမာလိုကတော့ဗာလဲများမြောင်တာကိုပြောတာဥပမာကျွန်တော်တို့အားလုံးသိကြပါတယ်မရဏဆိုပါစို့မရဏနိုင်ငံဆိုပါစို့မရဏဆိုတာတည်ခြင်းကိုပြောတာပေါ့မသိတဲ့လူကဘာလိမှာသွားကြည့်တာပေါ့သဘောကတော့လေဆိုတာအဲ့ဒါကြောင့် Bible Dictionary ကကောင်းတဲ့ Bible Dictionary ရှိတယ်တချို့တွေကနည်းနည်းညံ့နာရှိတယ်ဒါအကောင်းတစ်ခုရှိရလို့တယ်ဒါနှစ်ခုရှိပြီနောက်တတိယကဘာလဲလို့ဆိုလို့ရှိရင်ထီကာလို့ခေါ်တယ်ထီကာတမန်ကျမ်းစာထီကာ Bible commentaries လို့ခေါ်တာပေါ့ထီကာတော့ကျွန်တော်ဗမာပြည်မှာလောလောဆယ်ထီကာတွေထွက်သမျှအားလုံးထဲမှာဆရာလှမ်းပြီးတော့ကြည့်လိုက်တာ believers commentary အကောင်းဆုံးပဲဘာဖြစ်လို့ဆိုတော့ကိုင်းကနမစွဲဘူး biblical commentary ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါဘူးလုံးကြီးပဲသူတို့ထုတ်တာတော့သိမလှဘူးပူကြီးတွေတမဟောင်းကလုံးတမသိလက်လုံးပဲအိမ်မှာထားဖို့ပဲကောင်းတယ်လွယ်အိတ်ထည့်ဖို့အဆင်မပြေဘူးအဲ့ဒီ believers commentary ရှိပါအဲ့တက်နိုင်တဲ့ဟာဆိုတော့လေနောက်ပြီးတော့တက်နိုင်လို့ရှိရင်အခုပမာပြည်မှာလဲပါတာပြန်ကြတယ်ထင်တယ် study bible လေးတစ်ခုရှိရင်မစိုးဘူး study bible ကောင်းလေးတစ်ခုရှိရမယ်ဟိုမှာ John MacArthur ပါတာပြန်ထားတဲ့ John MacArthur ရဲ့ Bible handbook ဆိုတာရှိတယ်ပမာပြည်မှာလဲပါတာပြန်ထားကြပါတယ်အဲ့ဒါရှိရမှာမြေပုံဒီပါတယ်ဘိုးစီပေါင်ဆက်စရင်ကြီးရှိတယ်အချိန်ကာလတွေတွက်ချက်ထားတယ်အားလုံးရှိတယ်ဆိုအဆင်ပြေတယ်လေအခုကျွန်တော်တို့ဗမာလူလည်းရှိပါတယ်ဆရာကျေကုပ်မုံတို့ရောင်းတယ် study bible တဲ့အဲ့ဒါတမန်ကျမ်းစာနီတန်းနီအကုန်ပါတယ်အောက်လိုင်းကြီးပါတယ်နှစ်ကာလပါတယ်ဘယ်တော့ကရေးတယ်ဘသူကရေးတယ်အကုန်ပါတယ်အနောက်မှာကျမ်းညွှန်းကြီးပါတယ် dictionary glossary ဆိုတာရှိတယ် glossary လေအနောက်ကစကားလုံးကိုပြန်ပြီးအ내တိတ်ပဲပေါ်ပြထားတယ်ဝေါဟာရလို့ခေါ်တာပေါ့ဝေါဟာရအ내တိတ်ပဲလို့ခေါ်တာပေါ့အဲ့ဒါလဲပါတယ်မြန်မာလိုပဲမြေပုံကြီးကပါတယ်ဆိုတော့အိုးတောင်လားမြောက်လားဆိုတာလဲသိအောင်กินနေတဲ့အိုင်ဆိုပြီးတော့ဘယ်မှာလဲကျွန်တော်သိအောင်အေးတုံပင်လဲဘယ်နာမှာလဲကျွန်တော်တို့ဘာကောမလဲကျွန်တော်ဖိလိပ္ပိအတင်းတို့ခုနှစ်ပါးဘယ်နာမှာရှိတယ်လဲမလေးအဲ့မြေပုံဒီနဲ့ပါတော့ကျန်းစာဖတ်တဲ့အခါ
ကိုဖတ်တဲ့နေရာဒေသကိုကသိပြီလေနော်အဲ့ဒါလေးတော်တော်အရေးကြီးတယ်နောက်ဆုံးတစ်ခုကတော့ဘာလို့မလဲလို့ပြောရင်ကျွန်တော်တို့ခုနတော့ဖတ်လာတဲ့အထဲမှာမပါသေးတဲ့အကြောင်းအရာကတော့ Bible at last လို့ခေါ်တာပေါ့ဟိုတမန်ကျမ်းစာနဲ့ဆိုင်တဲ့ဟိုပထဝီမြေပုံပေါ့အဲ့ဒါမျိုးပမာလိုပြန်ပြလာတော့မသိဘူးဆရာတို့သိတာရှိလားမသိဘူးမြန်မာလိုBible at last နော်ဟိုတမန်ကျမ်းစာထဲမှာပထဝီဝင်မြေပုံများအားလုံးယခင်ကဘယ်လိုအခေါ်အခုခေတ်ဘယ်လိုအခေါ်အရင်တော့ကပါရှားအခုကအီရန်ပေါ့အရင်တော့ကဘာဘလုံးအခုကအီရတ်အဲ့လိုပေါ့အဲ့လိုသိရအောင်လို့အဲ့ဒီစာအုပ်ဒီလဲပမာလူပြန်တာရှိလားမရှိလားမသိဘူးအဲ့ဒီလိုဟာမျိုးလဲကို့မှာရှိရမယ်အဲ့ဒီခါကျတော့အဲ့ဒီအထောက်အကူဒီလိုအပ်တဲ့ခါမှာလိုအပ်တယ်လို့ကျွန်တော်စံစာလိလာတဲ့ခါမှာတွေ့ရမှာဖြစ်တယ်ဟုတ်ပြီနော်ဆိုတော့ခုနတော့ကျွန်တော်တို့စံစာဖတ်တဲ့လက်ကတော့ဂျာနာချင်းပြန်ပြောရအောင်ဂျာနာချင်းဖတ်ရှုချင်းလိလာချင်းပြီးလက်ညိုးကတော့အလွတ်ကျက်မှတ်ခြင်းဟာလေလုယာကျွန်တော်တို့ရဲ့ချစ်သူရဲ့ဖုန်းနံပါတ်တော့အလွတ်တောင်ချက်တာဖယားတကယ်ကိုချစ်တယ်နဲ့တခါမှဖယားပြောတဲ့စကားလုံးကိုအလွတ်မကျက်ဘူးဆိုတော့သိမဟုတ်သေးဘူးကျွန်တော်တို့ယေရမိ33အငယ်3ကိုတွားတရိရတယ်တချို့ဆရာသမားတွေကတော့ဒါဖယားတကယ်ကိုခေါ်တဲ့ဖုန်းနံပါတ်တဲ့3လုံးတဲ့ငါကိုခေါ်လို့ငါထူးမီကြီးသောအရာသင်တို့မသိနိုင်အောင်နေသောအရာတို့ကိုလည်းငါဖော်ပြမည်ဆိုပြီးတော့ရေးထားတာပေါ့ဟုတ်လားဆိုတော့အမြဲတမ်းခမရတို့ကျွန်တော်ဖះကိုခေါ်တဲ့လူတွေဆိုတော့ကျမ်းစာကိုအလွတ်ကြအောင်တခင်ယေရှုကစာရမဏတ်နဲ့တွေ့တဲ့အခါစုံငန်းနောက်ဆက်ချင်းနဲ့တွေ့တဲ့အခါမှာကျမ်းစာသွားလှန်မနေဘူးသူအထဲအလွတ်ရထားတာနဲ့တက်ရိုက်ပဲပြန်ပြောတာခမရတို့ကျွန်တော်ကစာရမဏတ်ကိုနှင်ထုတ်ခါနီးကျမ်းစာသွားလှန်နေတော့စာရမဏတ်ကတော့မှကူလှန်ပေးဦးမှာစာရမဏတ်ကလည်းကျမ်းစာကျွမ်းနေဆိုတော့ဟုတ်ပြီလားကဲကျွန်တော်လက်မရောက်ပြီဟဲ့လက်မကတော့စင်ချင်းနှလုံးသွင်းလိုက်လျှောက်ခြင်းတဲ့စင်ချင်းနှလုံးသွင်းခြင်းဘုရားတကယ်နှုတ်ကပတ်တော်ကိုကျွန်တော်ကဖတ်ပြီးကြားပြီးလေ့လာပြီးအလွတ်ကျက်မှတ်ပြီးနောက်ဆုံးကတော့ဗာလဲစင်ချင်းနှလုံးသွင်းပြီးဟာဘုရားတကယ်နှုတ်ကပတ်တော်ကဒီလိုပြောပြီးဒါဆိုရင်ကျွန်တော်ဒီလိုနားထောင်ပြီးအဲ့တော့စင်ချင်းနှလုံးသွင်းတယ်ခေါ်တယ်တခါမှစင်ချင်းနှလုံးသွင်းခြင်းမရှိဘူးဆိုရင်ကျွန်တော်တို့ဖတ်တာနားလေတာလေ့လာတာအလွတ်ကျက်တာအလကားပဲစာရမဏတ်လည်းသိတာပဲကျမ်းနေအကုန်ထောက်ပြနိုင်တာဖာရိရှဲဒီလိုမလုပ်ကြပါနဲ့တဲ့ခရစ်တော်မှာတဲ့ဖာရိရှဲဒီကကြမ်းတက်တယ်တဲ့ဘယ်မှာရှိတယ်ဘယ်မှာဘာအကြောင်းပြောတယ်ဘာညာပေါ့ဒါမဲ့သူတို့အသက်ဒါမှမလိုက်လျှောက်ဘူးတဲ့ကဲပြီးရောကဲကျမ်းစာဖတ်တဲ့လက်နဲ့ပြောပြီးခဏနားတာပေါ့ပြန်ပြောရအောင်အတူတူလေးဖွင့်ပြီးတော့ပြိုင်တူပြောမိဗျာကျမ်းစာလက်လို့ခေါ်တယ်နှုတ်ကပတ်တော်လက်လို့လည်းခေါ်တယ်နံပါတ်1ပြောမယ်ဟဲ့ဂျာနာအေအရှိခေဝိလာခြင်းအလုတ်ချက်မှတ်ခြင်းစင်ချင်းနှလုံးသွင်းခြင်းစင်ချင်းနှလုံးသွင်းလိုက်လျှောက်ခြင်းအာမင်လက်ကိုတီးအောင်ကိုအမလေးနားလေပြီကဲဘသူအလွတ်ဆိုခြင်းနဲ့လဲဆူတောင်းတဲ့လက်ပြောပါဦးတယောက်လောက်အလွတ်လက်ကလေးကိုဒီလိုလုပ်ပြီးတော့ဆူတောင်းတဲ့အခါတယောက်လောက်အလွတ်ဆိုပြီးပါဦးဆူတောင်းတဲ့လက်ကြားနာခြင်းနှလုံးသွင်းခြင်းလေးလာခြင်းအလွတ်ကျက်ခြင်းစင်ခြင်းနှလုံးသွင်းခြင်းအာမင်ကဲဆူတောင်းတဲ့လက်နောက်တယောက်ပြောပါဦးဆူတောင်းတဲ့လက်ကြီးတဲ့လူကများတယ်ဟာဒါနဲ့ဖမနဲ့ကအခုမအိယာဝင်တဲ့ခါမှာစအတုံးပြရတော့မှာလေဒီဆူတောင်းတဲ့လက်နံပါတ်1ကဘာလဲဟဲ့ဂုဏ်တော်ချီးမွမ်းခြင်းယေရှုတင်ခြင်းကိုအပြည့်များကိုဝန်ချတောင်းပန်စီခြင်းသူတစ်ပါးအတွက်ဆုတောင်းပေးခြင်းကိုဆက်ကဆူတောင်းခြင်းအမလီကောင်းလိုက်တာခဏနားကြမယ်
ဆရာလည်းရည်နည်းနည်းတောက်လိုက်ဦးမယ်လေနော်ဟွန်း อืม သူ10မိနစ်ကနည်းနည်းကြာမထင်နဲ့နော် ဟုတ်တယ် 5မိနစ်ဆို 5မိနစ်ပေးလိုက်မယ် 5 နော် မိနစ်လေး 5 နော် မိနစ် ဆရာ ပေးလိုက်ကြရအောင် thank you နော်ဆရာ line မကောင်းဘူးတဲ့အဲ့ဒါ record လုပ်ပေးတဲ့ဆရာဒီကြီးစုတင်တဲ့သူတို့မတက်နိုင်တဲ့လူနဲ့ line မကောင်းတဲ့လူတွေကိုပြန်ဝေမျှဖို့အတွက် record လုပ်ပေးတာကောင်းပါတယ်ကျွန်တော်စီကိုလည်းပြန်ပို့ပေးပေါ့ file လေး ဟုတ်ပြီကျွန်တော် Facebook မှာပြန်တင်ပေးထားလိုက်မယ်ဟုတ်တယ် ဟုတ်ကဲ့ thank you ဟုတ်ပြီ5မိနစ်နားမယ်5မိနစ်ပဲနော်အားလုံး5မိနစ်နားမယ်